Tekinama bonji base. Amen. Thank you, Lord Jesus. Alom Pyochi, thank you, Father. Thank you, Jesus. Thank you, Holy Spirit. Amen. God is good. Hallelujah. Piashin the imadama kaumya de piashin, tisan the piso ne piashin pite. In agent of Bago Diga, we had one lesson. Payaye. Bigere Sunday donga, say a wing ha kede. Mio lynching. Payaga, tu mio lin now to take check the payapita. Pau mio lin station, so a council mio lin now check the payapita. Piocha council mio lin now check the payapita. Amen, 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 amen. Payaye. Mita techi mare. Dini,ကျွန်တော်ပြောမယ့်အကြောင်းရင်းက God's favor. ပြောချင်အောင် God's favor. God's favor ဆိုတာဘာလဲဆိုဖခင်ရဲ့မျက်နှာသာဖခင်ရဲ့မျက်နှာသာကိုတို့နားလည်ဖို့လိုတယ်ဖခင်ရဲ့မျက်နှာသာနဲ့အသက်ရှင်တက်သွားတဲ့လူကဖခင်မျက်နှာသာနဲ့သွားလာတဲ့လူဟာသူဟာထူးခြားနေတယ်ပြောကြအောင်ထူးခြားနေတယ်ထူးခြားနေဘယ်နာမရှိတဲ့သူလက်ဆွဲနှုတ်ဆက်ပြောအောင်တင်းဒီထူးခြားသောသူဖြစ်တယ်ကျွန်တော်တခါလေးမှာဘာဖြစ်တယ်လဲဆိုတော့တယောက်တစ်ယောက်အားပေးတယ်လို့ထင်တတ်တယ်အဲ့ဒါအားပေးတာမဟုတ်အဲ့ဒါသင်ရဲ့ဖြစ်ချင်းအမှန်မရလိုက်မှဆိုလို့ပြန်ပြောမယ်အဲ့ဒီအရာကတယောက်နဲ့တယောက်အားပေးနေတာမဟုတ်မဖြစ်နိုင်တဲ့အရာကြီးကိုလေဟိုတယောက်နဲ့တယောက်နှစ်သိမ့်ပြီးတော့မှဘယ်လိုခေါ်မလဲပီတိစားခိုင်းနေတာမဟုတ်ဘူးဒါကကျွန်တော်တို့ရဲ့ရပိုင်ခွင့်ဖြစ်တယ်အာမင်ပြောကြည့်အောင်ရပိုင်ခွင့်ကျွန်တော်တို့ကဖခင်သားသမီးတွေကအမွေခံဖြစ်တယ်လို့ပြောတဲ့အခါမှာဖခင်ရဲ့အမွေထဲမှာအများကြီးရှိတယ်ဖခင်ရဲ့အမွေစားအမွေခံလို့ပြောလိုက်ရင်ကျွန်တော်ဘာကိုမြင်တတ်လဲဖခင်ရဲ့အမွေလို့ပြောနေဖခင်ရဲ့အမွေခံလို့ပြောလိုက်ရင်သင်ဘာကိုမြင်လဲဗျာစီးစိမ် good စီးစိမ်ဟုတ်ပါတယ်စီးစိမ်မြင်တတ်တယ်အမွေခံလို့ပြောရင်စီးစိမ်ကိုမြင်တတ်တယ် yeah စီးစိမ်က is a part of his blessing ဖခင်ရဲ့ကောင်းကြီးတစိတ်တည်းသားပဲဖြစ်တယ်ဆိုတော့ဖခင်ရဲ့အမွေထဲမှာအများကြီးရှိတဲ့ထဲကနေမှဒီနေ့ဖခင်ရဲ့မျက်နှာသာဆိုတဲ့အကြောင်းလေးကိုဆရာပြောပြချင်ပါတယ်ကပ္ပဦးကျမ်းခန်းကြီး39အငယ်21ကိုခဏလေးကြည့်ကြရအောင်39အငယ်21ကိုကြည့်ရအောင်အင်္ဂလိပ်လိုမှာအရင်ရှင်းပေမဲ့မြန်မာလိုမှာနည်းနည်းလေးရှုပ်ထွေးသွားတဲ့တော့ကြောင့်အပေါ်လေးကိုနည်းနည်းသွားမှရလိမ့်မယ်မဟုတ်ရင်ဆိုလိုရင်းမရောက်ဘူးဖြစ်တယ်ဆိုတော့16လောက်ကနေစတော့ဖတ်ကြရအောင်
သို့တော်လည်းထာဝရဘုရားသည်သူ့ဘက်၌ရှိ၍ကယ်မသနာတော်မူသဖြင့်ထောင်မူထံမျက်နာရစေတော်မူ၏ဆိုတော့ဘာတွေ့ရလဲဆိုတော့အခက်ခဲဆုံးအချိန်အဆိုးရွားဆုံးအချိန်တွေထဲမှာပင်လေ तू ကမျက်နာရနေတယ်ဆိုတော့သူ့ကိုယ်တွေကသူ့ကိုဒုက္ခပေးရှင်လို့ရောင်းစားလိုက်ပါတယ်ဆိုမှရောင်းစားလိုက်ပါတယ်ဆိုမှရောင်းစားခံရတဲ့ပေါတိဖာရဲ့အိမ်မှာကျွန်နေအများကြီးရှိတဲ့ထဲမှာतू ကကျွန်နေအများကြီးထဲမှာကျွန်နေကိုပြန်လဲပြီးတော့အုပ်ချုပ်ရတဲ့သူဖြစ်တယ်Come on တကယ်တော့သူ့ကိုကျွန်နေနဲ့တူတူပဲလေတခြားကျွန်နဲ့တူတူပဲ तू ဘာပဲလို့ထူခြားနေတာလဲ39 21ကိုမသွားခင်မှာကျွန်တော်1ကိုခဏလေးပြန်သွားကြည့်အောင်1ကနေသွားကြည့်အောင်1ကနေစဖတ်ကြည့်အောင်ဣရှမေလလူတို့သည်ယောသတ်ကိုစောင့်သွား၍အဲဂုတုပြည်သို့ရောက်သောအခါအဲဂုတုမျိုးသားဖာရောဘုရင်အမတ်ဖြစ်သောကိုရန်တော်မူပေါတိဖာထံမှရောက်ကြ၏ထာဝရဘုရားသည်ယောသတ်ပန်း၌ရှိတော်မူသဖြင့်ဟုတ်ပြီအဲ့ဒါအရေးကြီးတယ်အဲ့ဒါအရေးကြီးတယ်ဖယားရဲ့မျက်နှာသာဆိုတာဘာလဲလို့ပြောတာဖယားပါနေသောကြောင့်ဖယားရဲ့မျက်နှာသာရှိနေတာဖြစ်တယ်ဖယားပါရင်ဘာရှိလဲဖယားမျက်နှာသာရှိတယ်သင်လူချင်းတူရင်တူမယ်လူချင်းတူရင်တူမယ်ဖယားမျက်နှာသာရှိတဲ့သူကတူကိုမတူဘူးလူချင်းတူကောင်းတူလိမ့်မယ်ဒါပေမဲ့သူများတက်တမှုကိုထူးခြားနေရလိမ့်မယ်သိမကြောက်ညီကောင်မောင်မလေးHallelujah Hallelujah အခြေအနေချင်းတူရင်တူမယ်ဒါပေမဲ့သူများထက်တမှုကိုထူးခြားနေရလိမ့်မယ်ဒါကြောင့်သင်သွားတဲ့နေရာတိုင်းမှာသင်ပြဿနာရှိလိမ့်မယ်မပူနဲ့ဘာကြောင့်လဲဆိုတော့မနေ့တနေ့မှရောက်လာဒီကောင်ကဘာကောင်လဲကွာဆိုတဲ့အဖြစ်မျိုးတွေကသင်ကြုံရလိမ့်မယ်ဘာကြောင့်လဲဆိုတော့ you are somebody come on You are not nobody, you are somebody. Hallelujah. You are somebody. Hallelujah. You are somebody. Any level do Amen. Amen. Lame Nagama, I level to Amen. Amen. The board to the Amen to ya.ဒီကောင်ဘာထူးခြားလို့လဲဘာမှလည်းမထူးခြားပါဘူးဒီကောင်ဒါပေမဲ့လောကသားတွေရဲ့အထဲမှာအမြဲတမ်းဒါပေမဲ့ဆိုတဲ့စကားဖြစ်နေရလိမ့်မယ်ဒီကောင်ဘာကောင်းမှလည်းမဟုတ်ပါဘူးကွာမနေ့တနေ့မှရောက်လာဒီကောင်ဘာလဲကွာဒီကောင်ဒီနေရာဘလို့ရောက်သွားလဲ Come on ဒီနေရာဘလို့ရောက်သွားလဲသူ့လုံဆိုတာငါသိပါတယ်သူ့လုံဆိုတာငါသိပါတယ်ဒါပေမဲ့ချင်းမိုင်ပြန်လာပြီးမှဘာလဲကွာဘာထူးခြားလာလဲသူ့လုံကိဟာဆိုတာငါသိပါတယ်ကိဟာဆိုတာငါသိပါတယ်ဒါပေမဲ့ချင်းမိုင်ပြန်လာပြီးမှ something man somebody amen somebody you know why because God is with you God is with you that's why his favor is upon your life amen ဖယားသခင်တင်တဲ့အတူရှိတဲ့အတွက်ကြောင့်ဖယားရဲ့မျက်နှာသာအသင်ပေါ်မှာရှိနေတာဖြစ်တယ် come on ရင်ခုန်ကြရအောင်ပြောကြအောင် God's favor
Amen ဖခင်မျက်နှာသာကြီးအသင်ရဲ့တတ်တာထဲမှာထူးခြားစွာတက်ရောက်နေလိမ့်မယ်အာမင်ဆိုကြည်ကြောင်ထော်ဖျားသည်ယောသပ၌ရှိတော်မူသည်ဖြင့်သင်သည်သူသည်အကြံထားမြောက်တတ်၏အကြံထားမြောက်တယ်လို့မြန်မာလိုကသုံးဝင်မယ်အင်္ဂလိပ်လိုမှာကြားတော့ he was a successful man အကြံထားမြောက်တဲ့ဆိုအဓိပ္ပာယ်ပါလေလုံးသမျှမှာအောင်မြင်နေတာ Amen he was a successful man ပြီးတော့သူကပို့ဆိုးသွားတာကသူကကျွန်တိုင်းရမှာမနေရဘဲနဲ့သခင်အိမ်မှာသွားနေရတယ် somebody say somebody hallelujah အခုတူအမျိုးသားမိမိသခင်ဤအိမ်၌နေရတယ်ဒါပေမဲ့ဘာလာမလဲအမြဲတမ်းလို့မျက်နှာသာပါလာရင်သူများရဲ့အမြင်ကတ်ချင်းခံရမယ်ဖယားမျက်နှာသာပါလာတိုင်းသူများသိအောင်အမြင်ကတ်မယ်ကျင်းသေးတယ်ဘာကြောင့်ဆိုလောကသားတွေကသူတို့ထက်တာသွားတာကိုသူတို့လုံးဝမကြိုက်ကြအောင်ဒါပေမဲ့သင်ကျင်းသေးတာတော့သင်ကဖယားသားသမီးဖြစ်တဲ့အတွက်ကြောင့်သူများထက်တာကိုတာရလိမ့်မယ် come on အဲ့ဒါယူဆွဲလန်းစေခြင်းနဲ့အာမင်ကျွန်တော်တော့မသားခြင်းမဟုတ်ဗျာလို့ပြောရင်မသားလှုပ်လိုက်ပါရပါတယ်ဒါမဲ့သင်တာကိုတာရမယ်ဘာကြောင့်လဲဆိုတော့ဖယားသားသမီးတွေကဖယားကသူ့ရဲ့သားသမီးတွေကိုသူများနဲ့မတူထူးခြားစေခြင်းနဲ့ဖယားဖြစ်တယ်အာမင်ထူးခြားစေခြင်းနဲ့ဖယားဖြစ်တယ်โอเคတခုတော့ရှိတယ်သူများတော့ဒုက္ခပေးတာပဲဒါမဲ့အဲ့ဒုက္ခတိုင်းဟာသင်ဘသူလဲဆိုတာသင်သိနေရင်သူများသင်ကိုကြောက်တွန်းတဲ့အရာတိုင်းဟာသင်အတွက်ကောင်းကြီးတွေပဲပြန်ဖြစ်အောင်ဘုရားသခင်ကပြောင်းပြန်လှန်ပစ်တဲ့ဘုရားရှင်ဖြစ်တယ်အဲ့ဒါကိုအင်္ဂလိပ်လိုဆိုရင် turn around blessing လို့ခေါ်တယ် turn around blessing ပြောကြည့်အောင် turn around blessing so turn around blessing ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီလောကကြီးကသင်တို့ကိုအမျိုးစုံဒုက္ခပေးဖို့ကြံစည်နေမယ်ပြဿနာရှာဖို့ကြံစည်နေလိမ့်မယ်ဖယားမျက်နှာသာပါတယ်ဆိုတာတိလာပြီဆိုတာနဲ့သင်ရောဘယ်လိုမျိုးပုံစံနဲ့ဘယ်လိုဆွဲချမလဲကြံစည်လိမ့်မယ်မသင်သိထားမှာက you are somebody for the kingdom of God ဖယားနိုင်ငံတော်အတွက်သင်ဟာအရေးပါသောသူတစ်ယောက်ဖြစ်တယ်သင်မသိမှဆိုလို့သင်ရဲ့ဘေးနားမှာရှိတဲ့သူပြောလိုက်ပါဦးသင်ဟာဖယားနိုင်ငံအတွက်အရေးပါသောသူတစ်ယောက်ဖြစ်တယ်လို့ Hallelujah you are very important person amen for the kingdom of God hallelujah you are VVIP very important person for the kingdom of God if you agree with me say amen hallelujah the Lord was with Joseph ဖယားသခင် Joseph နဲ့အတူရှိတယ်အားလုံးပြောလိုက်အောင်ကျွန်တော်နဲ့အတူဖယားအတူရှိပါတယ်အာမင်ဖယားသခင်ဘယ်သူနဲ့အတူရှိလဲHallelujah ဘာလို့သင်နဲ့အတူရှိရမှာလဲမင်းကဘာကောင်မို့လို့လဲလို့စာတန်ကဘေးနားနဲ့သင်ကိုပြဿနာရှာလိုက်မယ်အာမင်မင်းကဘာကောင်မို့လို့မင်းနဲ့ဖယားတူရှိမှာလဲပြောလိုက်စမ်းပါကျွန်တော်ကဖယားသားဖြစ်တယ်မိန်းကလေးတွေပြောရအောင်ကျွန်မဟာဖယားသမီးဖြစ်တယ်အာမင်ဖယားသမီးကိုဘာသာလှုပ်ယူလို့ရတာမဟုတ်ကျေးဇူးတော်ကြောင့်ဖြစ်ခွင့်ရတာဖြစ်တယ်ထိုသူကိုလက်ခံမြတ်သောသူဒီဟုသောကိုရောကိုယုံကြည်သောသူတို့ဟာဖယားသားဖြစ်ရတဲ့အခွင့်ကိုဖယားကပြင်ဆင်ပေးလိုက်တာဖြစ်တယ်အာမင်အာမင်လိုက်ဆိုရအကျင့်မရှိသောသူမိသည်ကမတရားသောသူ၏အပြစ်ကိုဖြေပေးသောသူကိုယုံကြည်လင်သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်လျက်ရှိ၏အာမင်Hallelujah သင်ကိုဘုရားသခင်ကဖြောင့်မတ်ရာ၌တည်စေတာဖြစ်တယ်သင်ကကြိုးစားပြီးဖြောင့်မတ်အောင်လုပ်เสียမလို့ယေရှုအပြင်သင်ကဖြောင့်မတ်တော်သူဖြစ်သွားတာဖြစ်တယ်ဒီနေ့ဝမ်းနည်းစရာရန်ကောင်းတာဘုရားသခင်ပြင်ဆင်ထားတဲ့မင်္ဂလာထဲဝင်စားခွင့်မရတာဘာကြောင့်လဲဆိုတော့ဖြောင့်မတ်အောင်ကြိုးစားနေကြလို့သင်တစ်သက်လုံးဖြောင့်မတ်အောင်လုပ်လို့မရဘူးယေရှုအပြင်သင်ကဖြောင့်မတ်တော်သူဖြစ်တယ်ဆိုတော့ကောင်းကောင်းသဘောပေါက်ဖို့အရေးကြီးတယ်ဘုရားခင်စီကနေသင်ဘာမှကြိုးစားပြီးရယူလို့မရနိုင်ဘူးဘာကြောင့်ဆိုတော့ဘုရားသခင်စီမှရတဲ့အရာဘုရားပေးတာကိုလက်ခံရယူလို့ပဲရတယ်ဘာမှလုပ်ယူလို့မရဘူး
အာမင်အာမင်သင်ဒီမထိုက်တန်ပါဘူးထိုက်တန်စေတာယေရှုအဖြစ်ပဲဖြစ်တယ်ထိုက်တန်ခြင်းဆိုတာဘယ်သူအဖြစ်ပဲဖြစ်လဲယေရှုအဖြစ်သင်ကထိုက်တန်တော်သူဖြစ်သွားတယ်သင်ကထိုက်တန်တဲ့သူဖြစ်တယ်ပြောကြအောင်သင်ကထိုက်တန်တဲ့သူဖြစ်တယ်ဟာလေလုယာပြောရမျိုးသမီးတွေကျမသည်ထိုက်တန်တော်သူဖြစ်တယ်ယောက်ျားလေးတွေပြောကျွန်ုပ်သည်ထိုက်တန်တော်သူဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်ုပ်သည်ထိုက်တန်တော်သူဖြစ်တယ်ဟာလေလုယာဒါဆိုသင်လာမယ့်အနာဂတ်မှာဖခင်ရဲ့မျက်နှာသာနဲ့အထူးသွားလာရမယ့်သူဖြစ်တယ်အဲ့ဒါဘာကြောင့်လဲဆိုဖခင်ထိုက်တန်စေလို့ရောက်တင်ယုံကြည်ဖို့အင်မတန်ရေးကြည့်တယ်ကိုအားငယ်တဲ့လူတွေကကိုဘယ်သူမှကိုမသိတဲ့လူတွေဖြစ်တယ်အားငယ်တဲ့လူတွေကဘယ်သူတွေလဲကိုဘယ်သူလဲ you don't know who you are in Christ you don't know who you are in Christ သင်တို့တခုနားလည်အောင်ရှင်းပြမယ်သင်အခုချိန်မှာသူများအနှိမ်ခံနေရတဲ့ဘဝဖြစ်ကောင်းဖြစ်နိုင်တယ်သူများလို့မသွားနိုင်မစားနိုင်မလုံနိုင်တဲ့သူတယောက်ဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ဒီပေါ်မှာသင်အားငယ်နေတယ်ဆိုရင်သင်ဆုံးရှုံးတော်သူပဲဖြစ်တယ်ဘာကြောင့်လဲဆိုတော့သင်ကိုစာတန်ကအခြေအနေအပြင်လှည့်စားပြီးတော့မှသင်ကိုသင်ဖြစ်ခြင်းအမှန်ကိုမသိအောင်သူကလှည့်စားနေတာဖြစ်တယ်သူများလို့ပတ်စံရှိခြင်းမရှိမယ်သူများလို့အစဉ်ပြေခြင်းမပြေလိမ့်မယ်သူများဘယ်လိုပဲဖြစ်နေပါစေသင်ရဲ့ mindset ကိုသင်ပြန်ပြင်ရမယ် you have to renew your mind you have to renew your mind with the word of God ဖခင်ရဲ့စကားနဲ့သင်ပြန်ပြီးတော့ renew ပြန်လုပ်နိုင်ရမယ်မင်းကပတ်စံမရှိဘူးဒါကြောင့်မင်းကစင်ရသားလို့သူများကစည်ရင်တွင်းထားလဲပြဿနာဘာမရှိဘူးသင်ပြောမဲ့စကားတစ်ခုပဲရှိတယ်ငါဘာတူလဲဆိုတာငါသိတယ် I know who I am that's why let the weak say I am strong let the poor say I am rich ကြိုက်တယ်လူကြိုက်တယ်လို့ပြောပါစေသင်ပြောမဲ့စကားတော့ let the poor say I am rich say it again let the poor say Say it again. Let the poor say, Amen, Amen, Amen. Hallelujah. Me you buy your machine go. Me sakaya me. Me a buy you buy my machine. Dajo me a buy lolo. I'll me go mo. Pure sama. Let the blind say, I can see. Say, let the blind say. The blind လို့ပြောတဲ့အခါမှာသင်ရဲ့မျက်လုံးကန်းနေတာကိုပြောတာမဟုတ်ဘူးဒီ physical eyes ကိုပြောတာမဟုတ်ဘဲနဲ့ယူပါယုံမရှိတဲ့တတ်တာကိုပြောတာဖြစ်တယ်သင်ယူပါယုံမရှိတော့ကြောင့်သင်ရပြုသမျှမှာဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဒါပေမဲ့သင်သိရမယ့်အရာကဘုရားသခင်ကသင်ကိုသူ့ရဲ့ favor ရောက်လာတဲ့အခါမှာဘုရားကသူများမမြင်နိုင်တဲ့အရာကိုမြင်ရတဲ့ခွင့်ဘုရားခင်ပြင်ဆင်ပေးလိမ့်မယ်ဘုရားခင်ချစ်တော်သူတည်းဟူသောကြံစီတော်မူခြင်းနဲ့ခေါ်တော်မူသောသူအကျိုးခတ်သိမ်းသောအရာတညီတညွတ်တဲ့ပြုစုတဲ့ခွင့်ကိုဘုရားခင်ပြင်ဆင်ပေးတာဖြစ်တယ်အာမင်အရေးကြီးတာသင်ကိုဘုရားခင်အယံချစ်တယ်ဆိုတာသင်စိတ်ချတတ်ဖို့အင်မတန်အရေးကြီးတယ်သင်ရဖခင်သားသမီးဖြစ်တယ်ဆိုတာသင်သိဖို့လိုတယ်အာမင်သူများပြောတဲ့ဘုံမှာသင်ကအားငယ်စိတ်တက်ကြစိတ်ပြတ်နေစရာဘာမလို့ဖခင်ကသင်ကိုသင်ထားပြီးသား let the poor say မင်းတို့ကြိုက်တဲ့သူပြောပါစေမင်းပြောမယ်စကားငါခရစ်တော်အားဖြင့်ကြွယ်ဝတော်သူဖြစ်တယ်ဆရာပြောလို့မင်းဘန်ကောက်မင်းကြည်စံဘာလေးရှောက်ပြောနာလဲ Come on အဲ့ဒီအခြေအနေကိုပြောင်းလဲဖို့အသင်ယုံကြည်ခြင်းနဲ့ပြောတဲ့စကားလိုအပ်နေတယ်နှစ်ကော53ပါပြောလဲသင်မပြောမချင်းသင်အခြေအနေကဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘူးသင်မပြောမချင်းသင်အခြေအနေဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘူးသင်မကြားလိုက်ဘူးသင်မပြောမချင်းသင်ရဲ့အခြေအနေပြောင်းလဲလာမှာမဟုတ်နှစ်ကောအခန်းကြီး4ငွေ73ဘာပြောလဲထို့သောယုံကြည်ခြင်းစိတ်ရှိသည်ဖြစ်၍ငါသည်ယုံကြည်သောကြောင့်ဝတ်ဆို၏ဟုကျမ်းစာသည်ငါသည်ယုံကြည်သောကြောင့်ဝတ်ဆိုသည်ဟုကျမ်းစာယုံကြည်ရင်သင်ဘာလုပ်ရလဲယုံကြည်ရင်သင်ဘာလုပ်ရလဲသင်ယုံကြည်ရင်ဘာလုပ်ရလဲဆရာဒေးဗစ်လာမြန်မာပြည်မှာရှိကြတဲ့ကမြန်မာပြည်မှာရှိကြတဲ့ကဘုရားကျေးတော်ကြောင့်ဟိုနားလေးမှာဟို home sale လေးမှာ4ယောက်5ယောက်6ယောက်9ယောက်
အဲ့ဒီနေရာလေးတွေမှာတရားဟောခွင့်ရပါတယ်အဲ့ဒါလည်းသူများမဟောလို့ဟောခွင့်ရတာပါလူ100 200ရှိတဲ့ home set ဆိုရင်တော့တချို့လူတွေပဲသွားပါတယ်6 ယောက် 9 ယောက်ဆိုဒေးဗစ်လာသွားရပါတယ်ဒီလိုရှိပါတယ်သွားပါတယ်ဘာပဲဖြစ်ဖြစ်6 ယောက် 9 ယောက်လည်းသွားပါတယ်အရေးမကြီးပါဘူးဒီခေတ်ဒီကာလလူငယ်လည်းဆရာပြောပြမယ်သင်ကိုသူများက6 ယောက် 9 ယောက်ပဲလှုပ်တဲ့အပေါ်မှာမာနကြီးပြီးတော့မှ ministry ထဲနဲ့ထွက်သွားအောင်မစင်စားနဲ့သင်ကိုဘုရားအဲ့ထက်နဲ့ဘာသင်ပေးရှင်တယ်ဆိုတော့သင်6 ယောက် 9 ယောက်ကို600 900 6000 9000 6000 9000လို့သင်သဘောထားပြီးတော့ဟောတတ်ဖို့အရေးကြီးပါတယ်အမေလူတော်များကြဆင်းသွားတဲ့ပြဿနာပါဆိုသူတို့ကတော့အခွင့်အရေးဆိုသူတို့ယူတယ်ငါ့ကိုကြားတော့ဆိုရင်အဲ့ဒီရုပ်နဲ့ဘာဖြစ်လဲမလုတ်ဘူးကွာဒီနေရာမှာအဲ့ဒီကနေဒိုးသွားတာအဲ့ဒါဆိုရင်ဘုရားခင်ချီးမြှောက်လို့မရတော့ခင်ဗျတင်သဘောပေါက်မယ့်အရာ let the weak say မင်းမလုံနိုင်ဘူးလို့သူများပြောနေပါစေတင်ပြောမယ့်စကားကြည်ထားမကြခင်မှာငါ့ကိုဘုရားချီးမြှောက်တာတင်တို့မြင်ရလိမ့်မယ်မကြားလိုက်ဘူးတင်မကြားလိုက်ဘူးဘုရားသခင်ငါ့ကိုချီးမြှောက်တာကိုမင်းတို့မကြခင်မြင်ရလိမ့်မယ်ဆိုတဲ့ကြွေးကြော်ခြင်းဝန်ခံခြင်းကအင်မတန်အရေးကြီးတာဖြစ်တယ်အာမင်ဟုတ်ပြီဆိုတော့ဆရာစတရားဟောတဲ့အချိန်မှာလူတွေကဆရာဘေးနားမှာရှိတဲ့သူတွေဘာပြောဆိုဖြစ်နိုင်မင်းသချင်းမဲဆိုပါကွာတဲ့မဟောပါနဲ့တဲ့မဟောပါနဲ့တဲ့မင်းဟောတာငါတို့အတွက်လည်းဘာမှခွာမဖြစ်ဘူးတဲ့အဲ့ဒါတင်နဲ့ကြီးပြင်းလာတဲ့လူအချင်းချင်းအဲ့တိုင်းပြောလိမ့်မယ်ဒါမဲ့တင်သိရမယ့်အရာကတင်းရဲ့အားနည်းချက်ကိုအာတာချက်ပြန်ဖြစ်စေတဲ့ဖျားဖြစ်တယ်ဆိုတာတင်သိဖို့အင်မတန်အရေးကြီးတယ် Come on တင်းရဲ့အားနည်းချက်တွေအာတာချက်ပြန်ဖြစ်လာမယ်လို့ယုံကြည်တဲ့သူတွေအာမင်သုံးကျင်ထိုးရအောင် Hallelujah ဆရာတွေအလကားပြောနာမဟုတ်ဆရာရဲ့ life အဲ့ဒါဆရာရဲ့ life အဲ့ဒါထောက်ဆရာအမြဲတမ်းဆွဲကင်ထားတဲ့ကျမ်းပိုက်ရှိတယ်ဟေဘရဲခန်းကြီး73ဟုတ်လားဟေဘရဲခန်းကြီး73အခန်းငယ်6ဘာပြောလဲထို့ကြောင့်သာရဖျားသည်ငါ့ကိုမဆတော်မူသည်ဖြစ်၍ Come on ဘဒုဖျားမဆလဲငါ့ကိုစဘဒုလဲဖျားသားသမီးတင်ရဘဒုလဲညတကောင်မဲ့ထမေမေဟိုအိတ်ချင်းမှုတူပဲမေမေတင်ဖြေရမယ်ဖြေရပါလေတင်ရဘဒုလဲဘဒုကြောင့်ဖြစ်သွားလဲ That's it ယေရှုကြောင့်တင်ရဘဒုဖြစ်သွားပြီလဲဘဒုဖြစ်သွားပြီလဲဖျားသားသမီးဖြစ်သွားပြီယေရှုကြောင့်တင်ဖျားသားသမီးဖြစ်သွားပြီဖျားသားသမီးဖြစ်တဲ့အတွက်ကြောင့်တင်ဖျားသားသမီးဆိုပေါ့တန်စကားပြောနေဖျားသားသမီးမှန်ရင်သူ့မှာရပိုင်ခွင့်တွေအများကြီးရှိတယ်ဆိုတာတင်မသိလို့မရဘူးဖျားသားသမီးဆိုရင်သူ့ရဲ့ရပိုင်ခွင့်ရှိကိုရှိတယ်တို့ဖျားကဘုံအနုပေါ်နဲ့စံပေတော်မူသောစီစဉ်ရှိတဲ့အတိုင်းတင်းရဲ့လိုအပ်သမျှအားလုံးကိုဖြည့်ဆည်းပေးနိုင်တဲ့ဖျားရှင်ဖြစ်တယ်အဲ့တော့တင်မသိလို့မရဘူးYou are special. You are special. Hallelujah. You are special. Say I'm special. Say I'm special. Amen. Amen. လောကစိတ်ချတတ်ဖို့အင်မတန်ငါဘာကောင်းမှမဟုတ်ပါဘူးကွာဆိုစာတန်အယံပြောတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဖခင်အယံဝမ်းနေနေတယ်ငါသားသမီးဖြစ်တော့ဘာကြောင့်မင်းမဟုတ်တာတွေရှောက်ပြောနေတာလဲမင်းရဲ့ဝန်ခံခြင်းကမင်းကိုရှုံးနေစေပြီငါသားလို့ဖခင်ပြောလိုက်မယ်မင်းတို့ငါကဝန်ခံခြင်းအဖြစ်အောင်မြင်ခြင်းကိုပေးထားပြီးသားအဲ့ဒီဝန်ခံခြင်းအဖြစ်အောင်မြင်ခြင်းကိုမင်းမရယူတတ်ဘူးဆိုမင်းအရှုံးမယ်ဒါကဆရာမြတ်ပြောတဲ့စကားရှိနှစ်ကောခန်းကြီး၄ငယ်73ကဘာပြောလဲငါသည်ယုံကြည်သောအဖြစ်ပါလဲမွတ်ဆိုတယ်ယုံကြည်ဘာလို့ရမလဲမွတ်ဆိုတယ်ငါတို့ဒီယုံကြည်ခြင်းစိတ်ရှိသောကြောင့်မွတ်ဆိုတယ်ဟောပြောတယ်အဲ့ဒါ that's what I'm doing now ကြိုက်တယ်လို့ဘယ်အချိန်နေပဲလာပါစေ
တင်မှတ်တာအဆိုးရွားဆုံးချိန်ဟာအကောင်းဆုံးကိုဝန်ခံပြရမယ့်ချိန်ပဲဘာလဲအဆိုးရွားဆုံးချိန်ကအကောင်းဆုံးကိုဝန်ခံရမယ့်ချိန်ပဲမကြားလိုက်ဘူးပြန်ပြောရအောင်အဆိုးရွားဆုံးချိန်ကအကောင်းဆုံးကိုဝန်ခံရမယ့်ချိန်ပဲအဆိုးရွားဆုံးချိန်မှာအဆိုးရွားကြောင်းတွေထိုင်ပြောစရာဘာအကြောင်းမှမရှိဘူး if you pray problem you shall receive problem Come on now ပြဿနာဖြစ်လိုက်ပြဿနာကြောင်းဘယ်တော့မပြောနဲ့ပြဿနာဖြစ်လိုက်ပြဿနာကြောင်းဘယ်တော့မပြောတော့နဲ့အဲ့ဒီပြဿနာရဲ့အပေါ်မှာဘုရားခင်ပြုမဲ့အမှုကိုကောင်းမြတ်ခြင်းတွေကိုစတင်ပြီးတော့ကြွေးကြော်ဝန်ခံတတ်ဖို့အင်မတန်အရေးကြီးတယ်အာမင်တင်းရဲ့နှုတ်မှာဘုရားခင်တကိုးပေးထားတယ်အာမင်ဒီကြောင့်ဟေဘရဲခန်းကြီး73ငယ်6ကဘာပြောလဲထို့ကြောင့်ထာဝရဘုရားသည်ငါကိုမဆတော်မူသည်ဖြစ်၍လူသည်ငါ၌ပြုနိုင်သမျှကိုငါမကြောက်ဟုငါတို့သည်ရဲရင်သောစိတ်နဲ့ပါလေ ဟောဆိုရသောအခွင့် ဘာစိတ်နဲ့သိမကြလဲဘာစိတ်နဲ့လဲတင်ပြောတဲ့အခါမှာရဲရဲနဲ့ပြောတတ်ဖို့အင်မတန်အရေးကြီးတယ်တင်ရတစ်ခုရှိတယ်ငါပြောသလိုမဖြစ်လိုက်ရှက်စရာကြီးငါပြောသလိုမဖြစ်လိုက်ရှက်စရာကြီးနောက်တင်နှုတ်ထွက်စကားကိုဖျားစောင့်နေတယ်ယုံကြည်ခြင်းနဲ့ပြောတဲ့စကားကိုဖျားစောင့်နေတယ်တင်မချလိုက်ဘူးယုံကြည်ခြင်းနဲ့ပြောတဲ့စကားကိုဖျားကစောင့်နေတယ်ကြိုက်တဲ့လူကြိုက်တာပြောစေ let the weak say Let the weak say, let the weak say, let the poor say, let the blind say, let the blind say. တင်နေတိုင်းဝန်ခံတက်လိုက်တင်ဒီယူပါရောသူများမမြင်နိုင်တဲ့အရာကိုမြင်ရတဲ့ခွင့်ဖျားခင်ပြင်ဆင်ပေးလိမ့်မယ်။အော်စရာကောင်းတဲ့တစ်ခုဆရာပြောပြမယ်။ဖယားနဲ့ကိုးကွယ်တဲ့အချိန်မှာ like ဒီလို service မျိုးမှာဒီလို service မျိုးမှာဒီလိုမျိုးကျမ်းစာသင်တန်းမဲ့ဖြစ်ဖြစ်ဖယားကိုးကွယ်နေတဲ့အစီအစဉ်တစ်ခုမှာသင်မမျော်လင့်မဲနဲ့ဘုရားခင်စီကနေစုကျေးဇူးအသစ်တွေစီးဆင်းလာတာကိုသင်လက်ခံရရှိလိမ့်မယ် Hallelujah 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 သင်မရလိုက်ဘူးဆရာပြန်ပြောမယ်သင်ကိုးကွယ်နေတဲ့အချိန်မှာပင်လေသင်မထင်မှတ်ထားတဲ့စုကျေးဇူးအသစ်တွေသင်အထဲကိုရောက်ရှိလာလိမ့်မယ် Hallelujah ဒီထဲမှာဖျားလုံးမဲ့အရာတွေဥမာဆရာနားလည်အောင်ရှင်းပြမယ်သင်မှာ worship leader လုံးနိုင်တဲ့ you can sing but you cannot lead worship ဒါပေမဲ့ဖျားကိုးကွယ်နေတဲ့ဆရာစုကျေးဇူးကြောင့်ပြောနေတဲ့အချိန်မှာ तू ကသင်ကစုကျေးဇူးအကြောင်းကိုသင်က seriously သင်နားထောင်နေရင်းနဲ့မထင်မှတ်ထားဘူးဖျားသခင်ရဲ့စုကျေးဇူးအသစ် worship lead လုံးနိုင်တဲ့စုကျေးဇူးအသစ်အထဲမှာဘောင်းဆိုဝင်လာရတဲ့အခွင့်ကိုဖျားခင်ပေးတတ်တယ် That's why you have to expect a new things from God every service Hallelujah ဒီလိုကိုးကွယ်တဲ့အချိန်မှာသင်သတိထားမှာကဝိညာဉ်တော်ကအမကြီးဘာသာရေးဖျားเจ้าမို့ဒီနေရာကဝိညာဉ်တော်လွတ်လပ်စွာအလွတ်လွတ်ခွင့်ပေးတဲ့ဖျားเจ้าဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဝိပုကိုးကွယ်တဲ့အချိန်မှာစုကျေးဇူးအသစ်တွေစီးဆင်းလာတာကိုသင်တို့ရရှိလိမ့်မယ်အဲ့တော့သင် excited ဖြစ်ဖို့အင်မတန်အရေးကြီးတယ် I receive it လို့ပြောရအောင်သင်မလုံနိုင်ဘူးလို့ထင်ထားတဲ့အရာတွေစတင်ပြီးတော့လှုပ်ဆောင်လာနိုင်လိမ့်မယ်ဥပမာတချို့ဟာဆရာဘန်တို့ဘာသာပြန်အောင်ကြည့်ပြီးတော့ငါဘာသာပြန်ရှင်းလိုက်တာကွာလို့သင်ပြောတယ်အဲ့ဒါတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ဒါပေမဲ့မထင်မှဘူးသင်ကိုးကွယ်တဲ့အချိန်မှာဝိညာဉ်တော်လှုပ်ရှားတဲ့အချိန်မှာတောင်းဆိုပြီးတော့ဖခင်ရဲ့စုကျေးဇူးသင်ထဲမှာစီးဆင်းလာတယ်သင်ပြောလိုက်မယ်အဲ့ဒါချက်ချင်းဖြစ်နိုင်မှာမလားဆရာဘာသာစကားဆိုတာဖယားခင်ဖန်ဆင်းထားတာဖြစ်တဲ့အတွက်ကြောင့်ရေစာထိုယာဘာရာဘိုစီတီယာဂါဘာ Hallelujah Hallelujah အဲ့ဒီဟာကြီးဆင်းလာပြီဆိုရင်အဲ့ဒါကဘာလဲဆိုတော့ဖယားကယေရှုပြုတဲ့ဖယားရှင်ဖြစ်တဲ့အတွက်ကြောင့်ဝိညာဉ်တော်လှုပ်ရှားတဲ့နေရာမှာအမြဲတမ်းယေရှုပြုနေတယ် Where the Spirit of the Lord is, there is a liberty. Where the Spirit of the Lord is, there is a liberty. ဘုရားသခင်ကဒီနေရာမှာလွတ်လပ်စွာလုံးလုံးမဲ့ဖျားခင်ဖြစ်တယ်။ချုံနှောင်ခြင်းတွေအားလုံးကိုဖယ်ရှားပြပြီးတော့မှဝိညာဉ်တော်လှုပ်ရှားလာရင်တင့်ထဲမှာမရှိတဲ့အရာတွေပဲရှိအောင်ဘုရားခင်ကရရှိစေမှာဖြစ်တယ်။ Hallelujah!
ကိုးကွယ်နေတဲ့သင်မသိထားတဲ့အရာတွေ idea တစ်တွေရရှိလာပြီးတော့စီးပွားရေးဘယ်လိုလုပ်ရမလဲဆိုတဲ့စတင်ပြီးတော့မှလှုပ်ဆောင်နိုင်တဲ့အခွင့်တွေပါဘုရားခင်ပေးလာလိမ့်မယ်ငါဟိုတော့စီးပွားရေးငါမလုပ်တတ်ပါဘူးဒါပေမဲ့အခုချိန်မှာငါ2ရက်3ရက်ရှိပြီကွာငါဖျားเจ้าပြန်လာပြီးတဲ့ငါဘလို့စီးပွားရေးလုပ်မလို့ဆိုတာငါသိနေတယ်ဆိုရင် come on you receive something from God you receive something from God that's why ဖျားခင်အိမ်တော်ကိုလာတဲ့အခါမှာ expect you have to expect something from God hallelujah hallelujah God is about to do something new today. Hallelujah. When la ne tin myo le me ya ba so. Phaya kin pin sin pe de amu thit the ko nga win sa do me. A thit to ya nga lak khan ya shi do me. Every Sunday, every Wednesday, every service time ma tin ya ne bi do ma ya phaya kin a thit to ya nga ko lou saung do me so de sai ne tin la yin the chain ma phaya kin bao so de thi twai mu ko tin the ma si sin la lai me. Then you will receive a new gift. Amen. Hallelujah. Hallelujah. Negative လုံးဝခွင့်မပေးနဲ့ Negative လုံးဝခွင့်မပေးနဲ့ပြောရအောင်ဘေးနာရှင် Negative လုံးဝခွင့်မပေးနဲ့အဲ့လိုပြောနေတလားနဲ့တချို့ negative သမားတွေရှိတယ်တချို့ negative သမားတွေရှိတယ်အဲ့ဒါသူတို့ရှောက်ပြောမှာပါဘာညာအဲ့အဖွဲ့တွေကဘာမရဘူးဆရာကြီးအောင်ဓမ္မရာဆိုရင်စတုထဆောင်အခန်းကြီး9တိကနေစောက်တော့ဖတ်ကြည့်အောင်အေလိရှဲကထာဝရဘုရား၏စကားတော်ကိုနားထောင်ကြလော့ထာဝရဘုရားမိန့်တော်မူသည်ကနတ်ပြန်နေ့ယခုချိန်ရောက်လေဂျုံမုံမြက်တစိကိုငွေတစ်ချက်မူရောဆန်တစ်ခွဲကိုတစ်ချက်နဲ့ရှမာရိမြို့တကားဝါ၌ရောင်းရလေအဲ့လိုပြောတဲ့အခါမှာဘာဖြစ်တယ်အခုဆရာတို့ပြောနေတယ်လို့ပဲမင်းတို့အောင်မြင်မဲ့သူဖြစ်တယ်မင်းတို့ဘုရားခင်ကြီးမားစွာသုံးမယ်မင်းတို့နိုင်ငံတကာမှာဘုရားခင်ချီးမြှောက်မယ်ဆုကျေးဇူးတစ်တင်နဲ့ရရှိလိမ့်မယ်အဲ့ဒါကိုမယုံတဲ့အဖွဲ့တွေရှိတယ်ဒါဆိုခင်ဗျားဘာလို့ဘုရားကိုးကွယ်နေသေးလဲဘာတော့ကိုးကွယ်နာလဲဘာလို့ကိုးကွယ်နာလဲဟုတ်ဆရာမင်းမယ်လေအဖွဲ့တွေအားလုံးမင်းမယ်ဖျားသခင်ကိုခင်ဗျားဘာလို့ကိုးကွယ်နာလဲမဖြစ်နိုင်ဘူးတချို့သိတယ်ဘာလို့ကိုးကွယ်နာလဲဒါပဲဖျားကေတခုပဲတင်းเสียတောင်းတယ်ယုံကြည်ခြင်းမင်းယုံကြည်နိုင်လားယုံကြည်တော်သူဖြင့်ခတ်သိမ်းတော်မူကိုတတ်နိုင်တယ်တို့ဒီနေ့ယုံကြည်သူတွေရဲ့အဓိကပြဿနာယုံလားဆိုတော့ယုံတယ်ဒါပေမဲ့ယုံတာမှားနေတယ်ယုံတာမှားနေတယ်ဘာကိုယုံလဲဆိုတော့ကောင်းကြီးအကြောင်းတော်မှာရဲမပြောရဘူးမပြောရဘူးတချို့ယုံကြည်သူတွေရှိတယ်စာတန်ကစကားလာပြောတယ်တဲ့စာတန်ရဲ့စကားတန်တော့ကြားတတ်တယ်ဖယားတန်ဘာလို့မကြားတတ်တာလားပြောစာရသူစကားလာပြောတယ်တဲ့စာတန်ကသူ့ကိုလာပြောတယ်တဲ့မင်းကိုမင်းတတ်တည်လိုက်လို့ပြောတယ်တဲ့အဲ့ဒါဆိုငါသမီးရဲ့လို့နင့်ကိုဖယားဘာပြောလဲနေကြရင်ပြောင်းပြန်ကြီးဖြစ်သွားလိမ့်မယ်လို့အာမင်မင်းကိုမင်းတတ်တယ်လို့ပြောတဲ့အချိန်မှာပါလဲမင်းမတည်ရသေးအသက်ရှင်၍ထရဖျားရဲ့အမှုကိုကြားပြောရမယ်ငါကိုတောင်းလို့လူအမျိုးမျိုးတို့သင်ရဲ့အမွေဥစ္စာဖို့ငါပေးမယ်မြေကြီးစွန့်တံပိုင်ထိုက်သောအခွင့်ကိုလည်းငါပေးမယ်ငါသည်တင့်ကိုမစွန့်တင့်ကိုအလင်းပြည့်ရမထားအစအုံးနဲ့တင်းငယ်တော်လဲနောက်ဆုံးနဲ့အလွန်ကြီးပွားခမောင်မယ်
ဖះပြောတဲ့စကားတွေကြတော့မဆွဲလန်းဘူးနှုတ်လက္ခဏာတွေရှောက်ပြီးဆွဲလန်းနေတယ်အာမင်ကြိုက်တဲ့လူကြိုက်တာပြောတို့ကတော့ဖះပြောတဲ့စကားပဲစိတ်ဝင်စားတယ်ဖះမျက်နှာသားနဲ့သွားမဲ့လူကဘယ်သူဖြစ်ပါသလဲခင်ဗျာဖះရဲ့မျက်နှာသားနဲ့သွားမဲ့လူတွေကဘယ်သူဖြစ်ပါလဲခင်ဗျာသိမကြောက်ကျွန်တော်ပြောမယ်နော်ညီကိုမောင်မတို့တင်းတို့ယုံကြည်ခြင်းနဲ့မယောနှိုင်းဘလောက်နှုတ်ကပတ်တော်ကြားယုံကြည်ခြင်းနဲ့မယောနှိုင်းအကျိုးမပေးဘူးနော်ဟာလေလုယာအပတ်တိုင်းမှာယုံကြည်ခြင်းနဲ့ယောနှိုင်းတလားပြီးတလားမတူစေအောင်တစ်နှစ်ပြီးတစ်နှစ်မတူစေအောင်တို့တက်ရတဲ့ခွင့်ဖျားခင်ပြင်ဆင်ပေးလိုက် Come on Hallelujah ဆာလံနှစ်ခုမြတ်သောဆာလံအငယ်၈ဘာပြောလဲငါ့ကိုတောင်းလူအမျိုးတို့သိရင်အမွေဥစ္စာဖို့ငါပေးမယ်မြေကြီးစွန်းတောင်ပိုင်ထိုက်တော်ခွင့်ကိုလည်းအဲ့ဒါဘုသူပြောတာလေဖခင်သားသမီးအားလုံးကိုဖခင်အိုက်ဂရိပေးထားပြီးသား Take it by faith Take it by faith ဟေဘရဲခန်းကြီးလေးငယ်တစ်ကိုသွားရအောင် Hallelujah Hallelujah Resa toya barabo she tere kobo she tiya kaba Thank you Lord thank you Lord thank you Lord Hallelujah ဖခင်ရဲ့မျက်နှာသာပြောရအောင်ဖခင်ရဲ့မျက်နှာသာ Amen 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 ဖခင်ရဲ့မျက်နှာသာဆိုတဲ့သရှင်လေးတွေရှိကြလားမသိဘူးဘယ်သူမှရှိတယ်ဖခင်ရဲ့မျက်နှာသာဆိုတဲ့ချင်းလေးတွေဆရာပေါ်ဆရာကနေဆရာစောတာချင်းလေးတွေဖခင်ရဲ့မျက်နှာသာဆရာဘန်းကိုချင်းတွေပဲရေးလာဆရာနောက်ရေးမယ် hallelujah ဆုကျေးဇူးတင်တယ် amen receive it amen 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 ဖခင်ရဲ့မျက်နှာသာပါလာတဲ့အခါမှာ hallelujah တခြင်းမဲ့ဆိုတာမဟုတ်တော့ဘဲနဲ့အသမီ Ruth ပေါ်မှာဘုရားခင်ဆုကျေးဇူးဆင်းလာတဲ့အခါမှာပါလဲတခြင်းနဲ့စရေးတော့မှဖြစ်တယ် hey come on that's a prophecy that's a prophecy တခြင်းတစ်တွေစတင်ပြီးတော့မှရေးနောက်ဘုရားခင်ပေါ်ပြနေတယ်ဘုရားသခင်ကတင်းကိုတခြင်းတန်စင်အတစ်တွေစာသားအတစ်တွေပေးပြီးတော့မှတခြင်း Hallelujah အတစ်တော်တခြင်းတွေကိုဆိုရတဲ့ခွင့်ဘုရားခင်ပြင်ဆင်ပေးလိမ့်မယ် receive it receive it receive it in Jesus mighty name amen Thank you Lord thank you Lord thank you Lord Hallelujah 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 ဘုရားခင်ဆရာစကားပြောနေရှိတယ်ခဏလေးAmen amen 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 Hallelujah camera ဆရာလို့ရှင်တယ်ဆရာထားပြပါဆရာနာမည်ဘယ်လိုခေါ်လဲ Hallelujah ဘုရားခင်စကားပြောတယ် Hallelujah 2026ထဲမှာသင်တရားဟောပွဲလုပ်ရလိမ့်မယ်သင်ရပြလူတွေအများကြီးလွတ်မြောက်လိမ့်မယ်သင်ရပြလူတွေအများကြီးလွတ်မြောက်လိမ့်မယ် Hallelujah 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 2026ထဲမှာသင်တရားဟောပွဲတွေသင်ဟောနေတော့ဘုရားခင်ဆရာဖော်ပြနေတယ်အဲ့ဒီထဲမှာလူတွေမျက်ရည်နဲ့မျက်ခွက်လွတ်မြောက်ခြင်းတွေကိုဘုရားခင်ဖြစ်စေတယ် in the name of Jesus in the name of Jesus အဲ့ဒီအရာဒီခုပဲ impartation hallelujah လက်တင်ပြီးတော့အဲ့ဒီမင်္ဂလာကိုသင်မှာကျင့်ကြတယ်ယေရှုနာမနဲ့ရေစတ်ထိုယာဘောရဘရှိတေယာကဘာရာဘာစိတေယာကဘာဘုရားခင်လှုပ်လို့ပြီအာမင်Hallelujah ဒီနေ့ဘုရားခင်အလုံးနဲ့ဘုရားခင်ချမ်းသာတဲ့သူဝင်ရသောခွင့်ကိုပေးတော့ပါရှိလေဂတိတော် come on ဘုရားခင်ချမ်းသာသူဝင်ရသောခွင့်ပါလေပေးတဲ့ပါလေငါတို့၌ရှိတယ်တဲ့ငါတို့၌ရှိတယ်တင်းဒီအစာဥမှာတင်းရတော့လေနောက်ဆုံးမှအလွန်ကြီးဝါမယ်ဆိုဘုရားဂတိတော်ဖြစ်တယ်ငါတို့၌ရှိလားဒါပေမဲ့တင်းရတစ်နှစ်ပြီးတစ်နှစ်ဒီပုံစံပဲဖြစ်နေလို့မရဘူးတင်းလုံးဝစိတ်ချမဲ့အရာတစ်ခုကငါအတိဒီနှစ်နဲ့နောက်နှစ်လုံးဝမတူစေရဘူးဘုရားသားသမီးမှရင်ဒီနှစ်နဲ့နောက်နှစ်လုံးဝမတူစေရဘူး come on တင်းယုံကြည်ရမယ်တင်းမျှော်လင့်ရမယ်တင်းယုံကြည်ရမယ်တင်းမျှော်လင့်ရမယ်တင်းယုံကြည်ရမယ်တင်းမျှော်လင့်ရမယ် come onဆရာဘယ် state မှာနေလဲ Tennessee မှာဆရာဒေးဗစ်လာမြင်တာက Texas မှာတရားဟောပွဲမြင်တယ်2026ထဲမှာ Texas မှာတရားဟောပွဲမြင်တယ်အဲ့တရားဟောပွဲမှာလူတွေအများကြီးဘာသာရေးထဲကနေလွတ်မြောက်တော့ဘုရားခင်ဖော်ပြတယ် receive it Jesus mighty name
Come on, come on, come on, come on. Hallelujah. 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 Oh, prophesy. Shetarobo sheteyakaba. Orobo sheteyakaba. Hallelujah. Natata. Whoa. Chapပြောမကြည့်သင်မမျော်လင့်ထားတဲ့နိုင်ငံတင်သွားလိမ့်မယ်သင်2026ထဲမှာဖိလစ်ပင်းနိုင်ငံတင်သွားလိမ့်မယ်ဖိတ်ခေါ်မှုတွေလာလိမ့်မယ်အဲ့ဒီပထမဆုံးဖိတ်ခေါ်မှုကဘယ်ကနေဖြစ်မလဲဆိုတော့ဖိလစ်ပင်းရဖြစ်လိမ့်မယ်ဖိလစ်ပိုင်နိုင်ငံတင်လုံးဝဆက်သွယ်မရှိဘူးတင်လုံးဝဆက်သွယ်မရှိဘူးတင်လည်းဘယ်သူမှမသိဘူးဒါပေမဲ့တင်ကိုဖိတ်ခေါ်လာလိမ့်မယ်အဲ့မှာတင်းကိုဖျားခင်စတင်စကားပြောလိုက်မယ်အဲ့ဒါတင်းရဲ့ပထမဆုံးခြေလှမ်းဖြစ်တယ်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 အဲ့ဒီကနေစတော့မှတင်းရဲ့စုကျေးစွာထူးခြားစွာတင်းမြင်တွေ့ရလိမ့်မယ်အခုလုံနာဘာမှမဟုတ်သေးဘူးအဲ့ဒီကနေစတော့မှတင်းရဲ့လှုပ်ဆောင်မှာပုံတော့ရှင်းလင်းစွာမြင်တွေ့ရလိမ့်မယ်ရှာကာရာပါစီတီယာကာပါရေစာထိုယာပါစီတီလီကိုဘိုရှီတီယာကာပါ Thank you, Lord. Receive it, receive it, receive it. Jesus' mighty name. Amen. Amen. Hallelujah. Aku siapပြောပြမယ်တူးချင်းစီမှာပဲ prophet ပြုတာမဟုတ်အခုနှုတ်ကပတ်တော်ကအဲ့ဒါဖရားရဲ့ prophecy တွေဖြစ်နေတယ်အဲ့တော့လူတိုင်းအတွက်တင့်အတွက်လို့ခံယူတင့်အတွက်ဖြစ်ရတဲ့ခွင့်ဘုရားခင်ပြင်ဆင်ပေးလိုက် Hallelujah. Hallelujah. ချမ်းသာတဲ့ဝင်ရသောခွင့်ပေးသောဂတိတော်သည်ငါတို့၌ရှိရလျက်နှင့်အချို့Come on. တင်တို့တွေအချို့တို့ဒီမမီပဲနေမီကိုဆိုရင်ဟောရာမစီတီယာကပါဝိညာဉ်တော်လွတ်လပ်စွာဆရာတော်အလွတ်လွတ်ခွင့်ပေးမယ်ချို့လူပြောတယ်ဆရာဒေးဗစ်လာတို့ကြွယ်ဝချင်းကြောင်းရမ်းပြောတယ်အောင်မြင်ချင်းတွေရမ်းပြောတယ်ဒါကြောင့်လူတွေကြိုက်တဲ့အတွက်ကြောင့်နဲ့လူကြိုက်လိုက်ရှင်နဲ့ဒါလို့ဘာလို့ဟိုဟာလို့တရားလို့ဆရာပြောပြမယ်ကြွယ်ဝချင်းကြောင်းဆရာဘာလို့ပြောတယ်လားနားထောင်ညီကိုမောင်မတော်ကြွယ်ဝချင်းကြောင်းဘာလို့ပြောလဲဆိုတော့တို့ရမ်းနောက်ကြခဲ့လို့ဖခင်ရဲ့ကြွယ်ဝချင်းတွေငါတို့ဘာလို့မရလဲပြောမြန်မာပြည်ခရိယန်နေဖခင်ရဲ့ကြွယ်ဝခြင်းခင်ဗျားတို့ဘာလို့မရသလားဒီချမ်းစာအုပ်ကြီးကိုဖတ်ပြီးတော့မှကြွယ်ဝခြင်းမရတဲ့ဖွဲ့တွေအယံဆုံးရှုံးတယ်ဘာကြောင့်လဲသိလားဆရာပြောပြမယ်ဂျူးလူမျိုးတွေကသူတို့ရဲ့ synagogue မှာသူတို့ရဲ့အသင်းသားတွေကိုကြွယ်ဝခြင်းအကြီးကျယ်သင်ပေးတာကြွယ်ဝခြင်းအကြီးကျယ်သင်ပေးတာကြွယ်ဝခြင်းအကြီးကျယ်သင်ပေးတာပြီးတော့မှသူတို့ရဲ့ passion ကငါတို့ရဲ့အသင်းသားတွေအားလုံးကြွယ်ဝရမယ်အဲ့ဒါတွေတော့မကဘူးငါတို့ရဲ့ community ကကြွယ်ဝရမယ်ဆိုအသင်းတော်မှာလာတဲ့သူတွေအားလုံးကိုသူတို့ကဒါကြီးက community လေဒါအတီးတီးသူတို့ခန္ဓာအတီးတီးပြန်တော်တာဖြစ်တော့သူတို့ကြွယ်ဝချမ်းသာဖို့လိုအပ်တယ်ဆိုတော့သူတို့ကအဲ့ဒီ community ကိုကြွယ်ဝခြင်းနဲ့သင်ပေးတဲ့မှာဂျူးတွေအားလုံးချမ်းသာလာတယ်Come on ဆရာဟောလားမဟုတ်လားဆရာပြမယ်ခုအဲ့ဒီသူတို့ရဲ့သင်ကြားပေးတဲ့အရာတွေအားလုံးอ่ะခင်ဗျာကျွန်တော်ပြောပြမယ်ဂျူးလူတွေသင်ကြားပေးတဲ့အတိုင်းဒါဒုခရိယန်တွေကိုဆရာအရင်ကြီးဆွဲမခေါ်ဘူးအစာမကြေနိုင်ရင်ဒုက္ခရောက်မှာဆိုလို့အခုဆရာပြောတာတွေကိုနားမလည်တဲ့သူတွေကအစာမကြေဘူးဆိုတာဘာလဲမကြေနှက်ကြဘူးဒါတော့မှဆရာအများကြီး short ပြီးပြောနေတာ Okay အဲ့ဒါရှိလားဘယ်သူရှိလဲဒီမှာCome on, Thomas. Ngata, come here.
Yeah. Do you have it? Do you have it? Okay, go. That one. Oh, do Monday Martin ha. Okay, good. ဆရာရဲ့အမှုတော်ဆောင်တွေဆရာချပြတယ် International DMI အမှုတော်ဆောင်တွေဆရာချပြတယ်မက်ဆေ့ကြီးကျွန်တော် DMI လို့ပြောတဲ့အချိန်တုန်းက Dream Ministry International လို့ပြောတော့မြန်မာပြည်ပဲရှိသေးတယ်မြန်မာပြည်ပဲဒါပေမဲ့ Dream Ministry လို့ဆရာပြောတော့ International ထည့်ပလိုက်တယ်အဲ့ဒီ International ထည့်ပြီးကြတဲ့အခု International ဖြစ်လာတယ်အာမင် International ဖြစ်လာတယ်အခုအမေရိကမှာတင်းတော်တွေဖြစ်လာတယ်ယူရိုမှာတင်းတော်တွေဖြစ်လာတယ်အာရှမှာအတင်းတော်တွေဖြစ်လာတယ် international အာမင်ပြောတော့အတင်းတော်တစ်ခုမှတော့မရှိသေးဘူး2013တော့ဘာတင်းတော်မှမရှိသေးဘူးဒါပေမဲ့ဖခင်လှုပ်လာတဲ့အချိန်မှာအဲ့ဒီဝန်ခံခြင်းအချိန်တန်တဲ့ခါမှာအပင်ပေါက်ပြီးတော့အသီးသီးလာတယ်အာမင်တင်းရဲ့ဝန်ခံခြင်းနဲ့ကြောက်စရာရန်ကောင်းတယ်တင်းရဲ့ဝန်ခံခြင်းနဲ့ကြောက်စရာရန်ကောင်းတယ်တင်းမသိလို့မရအောင်အာမင်ကြော်လိုက်ပါအဲ့တော့ကြော်လိုက် very good ဘာတွေဝင်လာလဲမသိကြော်ညာဝင်လာတယ် sorry ပဲ okay အတန်လေးချက်မယ် ready ဖြစ်ရင်ပြောလို့ရတယ်ဒီလူကအခုက multi millionaire ဖြစ်တယ် slave, nor Gitos Blach, need was yet on the now, literally, a young mother Italy. Okay, yada. Look, I'm a dog. And that night you walked in, and I was alone in dingy office, sitting on it. Tu vas violer, canaliame. Emma, tu vas violer so there come. Tu rabbi got two Jehovah's station there come. Tu sat in the challenge loaded. Rabbi Sudaga through a thing Osia, Nali and Shimpiam, through the Osia Lade. Minty Nima. The town shit town. Me sat him no payam, Luame. The town shit town payam, pure Kamatua. Okay, the town shit town, the Lama Balale. The town shit out the Lama Balale. The Lama, the town, eh? Balale. Tongaya. Hola. Tongaya. So at the Tongaya to a prompt seed faith the bomb you wala. La down. You just him using in a down. Mainty Nima. The town shit on pay. Okay, the town shit on pay like you the nippy that come out, the town shit on baby dobby. Tudia Jane Piayola. Ejima to a Siboile Salo Kazashi de Salo Kazas or Siboilea Canelivo. Or to Tintara Garo. Now La County Bay Melotine. I went to a Biore. Tinema. I Nasa Piame. So I do Doda Yantodore. Naseme Pira to Matula Sate or a Lolo Kazama. Dame to Batapiole Soro. Rabbi He sits down at the table and he says to me, "This year, I'm not going to ask you for 18,000. Be Dinima. Miunga, the down shit on, I'm a down low. Hasro, hallelujah. Yampion, I say, my tapioraji. Ask you double. Now do a rabbi. 36,000. Sabio, Dubulo Kanzamle. I went into a trance. The rabbi froze in front of me. It was just me, myself, and God. And at first I was angry. I was saying to myself, he knows that I'm starting fresh. He knows Not John to did it. Not a chain amount to did it. Balong out double tat order. I thought to myself, if this is all true, then God is not going to hurt me for giving charity. Don't rely on what you think is possible. Don't rely on what you think is possible.
a chini will my chibiroma. Think a low load double Payakan dinner. The man do a chini or chibo a low doja, do my doda lao. Hey, Tinobadusia thing you nale. Siaro Gabama takes home pide, Lumusia Vesia you man. Do I shout at the other thing you do the bull with anything you know? Hold my gun on your face, my time, you're near Siaris and the painting Lobama to chow. If you want to be a champion, learn from the champion. Joe, I'm patient. You go Monmari Alo. Dilu Muriga Sardine sign a Payalu, you pit aroma. Take some Pia Balochino Ladilla. Dilla you go Monmaro. To do ye Loa Shadi Taraga Piazgapian. So, Tika Batin less with a hammer. Egudu Piane Kana Bu, Tuare Jarema, Turogo, Payaga, Chuewa Niu, Timbekere. Snatching you, Monmaro. Egudu Piane Kana Bu, Tuare Jarema, Babashile. Ganaya, come on, Pure Bashile. Eddie Ganaya Tema, Turogo Batin Wale. Chuewatching Tinwala. The Chania Mamatin, Ganaya Tema, Chuewatching Tina. Do Payaga Gana Yat and the Jewasin and the Payashin Pide. Piosina Shishili, Paya new breed that thing you dying. A Ganaya, the Petwine of Masai to the Kopiakan Pies and Benin. Amen. Any new breed out in Yababu a young Echide. Down to me, I checked up your degeneration, Payata me the degeneration. Sia, hella, no go bad dog would get the ball out the generation 2 or 2 Charlie. Amen. Amen. Nanga Piala County Pisa Duria, do generation Piama, Yoja do Amen to be out. Hallelujah. Hallelujah. Beka Nailo Nanga Doya Gigeria, but Piale Bidoma, Oya Laude teacher, what a Yoji to the Pico Piama, Yeshuna Mana Chinyare. Hallelujah. Hallelujah. So Nanga Nye, Nanga Nima. Siapiore, Siaku, the foundation is alone. A good foundation. The foundation are Siamia time machine to Lugiri was Siapiobia. Laying machine to Siapiore, Mino laying Gwema lower the Akunji, immigration man lower the Harishi, a colobio, a good AOT ma, AOT is a laying wing, Allah, the starting, laying wing and starting. To low at there, Shadow jacket the chobere. Lower jacket they share choke be like you get the download, you get the daddy be like bit of body at the middle. Microwave, huh? Yeta Sunday, shadow low bit. See foundations are low sun foundation most shadow dagger D9 out county piece low down in their foundation pit. Sabra Beuma Sabra Beuma Sabra D9 and Emma, Machi, Sia County paid a dime. I don't win Lada Kamadi, the Yakwa County Piamasia, one kind of dime, Bapila, the Lankadia Fiedore, or a Sopiatan and Lang Yakokadia Fiedore, Eladia Lagamo to it, one kind Chinia, Chinim Hobu. Gadia Pion and Magago do it, and then a toilet and a door. Hella, Akuso in, business Chidi, Lavi. Diniama business Chidi. Agubabile, Lama or Mahora Mount Lama Yagubale, Midi de Sa Sadim, who lintain a landly pillar. Come on, Syria, Susatan, come on, I'm so sorry, man. Yeah, I'm so sorry, man. Don't rely on what you think is possible, and even on your own good hardness. Machi, Satwa, Labi. I came out of the trance. So tu song piace bachal. Tu ya chini chin, tu ya la down and nasa down to do ye say so me. Tu ya rabbi pure de saga, Torah pure saga to be an atom like Torah's about a true chanza.
single. အဲ့ထိုးရာဆိုတာဘယ်သူဟာလဲမောရှေရဲ့ကျမ်း 5 ကျမ်းပါလဲကပ္ပဦးကျမ်းကျေးဇူးတင်တယ်ပြီးတော့ထွန်းမြောက်ကျမ်းပြီးတော့ဝိပုယကျမ်းဝိပုယကျမ်းပြီးတော့တောလေယကျမ်းပြီးတော့မှအဲ့ဒီ 5 ကျမ်းအသေးဆွဲကင်ထားပြီးအဲ့ဒီထဲကဟာတွေအကုန်လုံးသူလေ့လာတယ်အခုသူတို့ပြောနေတဲ့ဟာကအဲ့ဒီကျမ်း 5 ကျမ်းပဲမဟုတ်တော့မာလခိထီရဲ့ကျမ်းစာကိုသူဆွဲကင်တာဖျားသခင်ပေးကမ်းချက်အဖြစ်စမ်းသပ်လို့ပြောတဲ့ရောင်ငါတို့စမ်းသပ်မယ်ဆိုတော့စတယ်ပေးကမ်းတာတော်နဲ့လူကြီးမပြောမယ်သူ့ရဲ့ rabbi ကသူ့နှစ်တိုင်းမှာတိုးသွားတာရောသွားတယ်ဆိုတာမရှိဘူးအဲ့တော့တိုးသွားတဲ့အရာပေါ်အခြေအနေမကြည့်ဘဲနဲ့ तू ကပေးမယ်လို့ဝန်ခံခဲ့တဲ့ကြောင့်ရှိမှပေးတာမဟုတ်ပေးမယ်လို့စီသိတ်လုပ်လိုက်တဲ့ရှင်နဲ့စပေးနိုင်တဲ့အခွင့်ကိုဘုရားပြင်ဆင်ပေးခဲ့တယ်နဲ့ကြော်ပလိုက်1800နဲ့စလိုက်တာ तू ဘလောက်ပေးနိုင်လဲတဖြည်းဖြည်းနဲ့ကျေးဇူးတင်တယ်ဒါကြောညာလဲပရီမီယံဝယ်ထားတဲ့ပြဿနာ And giving charity and getting money back in return. Joe. There's no difference. Joe. Channel for God to get it into the hands of those who need it. Okay Joe man good 3 days I had 5,000 plus plenty extra to give me. Okay သွား And it was just ခဏအခုန rabbi ဟာမရက်မယ်မဟုတ် rabbi back to me. အနောက်မှာအေး Lost that limit. အဲ့ဒါ That he doesn't see it. And I went home and I thought about it. I did the math. And the reason why he's not seeing the blessings from his charity is because he's not giving enough. He only gives $10,000, which means that God only has to give him $40,000 that is left for him to keep. ဆရာဘာတင်ပေးနာလဲခဏလေးရက်သူတို့ရဲ့ဂျူးလူမျိုးတဲ့ rabbi တွေအစသူတို့ရဲ့အသင်းသားတွေသူတို့ရဲ့အသင်းသူတွေအားလုံးကိုကြွယ်ဝခြင်းနီးကိုဘယ်လိုတင်ပေးလဲပေးကမ်းချက်ဖြင့်တင်ပေးတယ်အခုကဘာဖြစ်လဲမြန်မာပြည်သားတွေကကြွယ်ဝခြင်းကြောင့်ပြောပြီးပေးကမ်းခြင်းကြောင့်ပြောရင်ဘာလုပ်လဲအလူငွေကောက်တယ်လို့ထင်တယ်အဲ့ဒါကလုံးဝ poverty mentality ဘုရားခင်ကိုယ်တိုင်ဘာပြောလဲဘုရားခင်အိမ်တော်လာရင်မင်းတို့လက်ပလာကြီးနဲ့မလာနဲ့တဲ့ဘာလို့ပြောနာလဲအဲ့ဒါပေးကမ်းခြင်းကြောင့်တင်တို့ကြွယ်ဝတာမဟုတ်ဘူးကြွယ်ဝတဲ့နှလုံးသားကိုတင်ပေးနေတာအဲ့ဒီကြွယ်ဝတဲ့နှလုံးသားတင်တို့ကြွယ်ဝစေတာဆရာဘာလို့ခုတင်ပေးနေထင်လဲဘာလို့ဆရာကြွယ်ဝခြင်းကြောင့်ပြောလဲတိရညီကိုမောင်မတို့ဆရာတယောက်တည်းကြွယ်ဝနေတာစိတ်မကောင်းလို့အာမင်ဒါပဲအဲ့တော့ဘာတွေရှာပြောလဲပေါ့ကြရတယ်ဆရာနားလည်အောင်ရှင်းပြမယ်ကြိုက်တာပြောပါစေဒါမဲ့ဆရာနားမှာနေတဲ့သူတွေမကြွယ်ဝရင်ဆရာစိတ်မကောင်းဘူးငွေရေးကြေးနဲ့ဆိုင်နဲ့လွတ်မြောက်ခြင်းမရှိတာဆရာစိတ်မကောင်းဘူးအကျွေးတွေနဲ့ပြည့်နေတာဆရာစိတ်မကောင်းဘူးသူမြောက်ပေးနိုင်တဲ့သူပဲဖြစ်ရမယ်ပြောလိုက်တော့ဖရာသားသမီးတဲ့ပြောတော့ဖရာသားသမီးတဲ့ပြောတော့ဖရာသားသမီးတဲ့ပြောတော့ဖရာသားသမီးတဲ့မကြားမှာဆိုလို့ပြောတော့ဖရာသားသမီးဟိုလှဲ့ရဒီလှဲ့ရဟိုပတ်စံလှဲ့ချီဒီပတ်စံလှဲ့ချီလှဲ့ပတ်ပြီးတော့ရှောက်လိန်နေရတာအဲ့ဒါဘာဖရာသားသမီးလဲအဲ့ဒါဖြစ်ခွင့်မဖရာမပေးဘူးဒါအောင်သင်ပေးနာသူတို့ကငါတို့ဂျူးလူမျိုးနာမည်ပြောင်းမလုပ်နဲ့ငါတို့ဖရာလူမျိုးတွေသူများကြားထဲမှာငါတို့နာမည်ပြက်စရာအကြောင်းမဖြစ်ချင်ဘူးငွေရေးချင်းကြောင့်ဟိုလိန်ရဒီလိန်ရဟိုညာဒီညာရအဲ့ဒါတွေငါတို့ဖြစ်မခံနိုင်တော့ဒါဆိုဥပဒေတောင်းငါရှင်းပြမယ်ဆိုတော့ဒီလူရဲ့ရှင်းပြ sorry ဒီ rabbi ကရှင်းပြတယ်တို့အတင်းတော်တွေမှာကြွယ်ဝခြင်းကြောင့်မသိပေးရဘူးဘာလို့ရှေးကရှိတဲ့ဘာသာရေးခေါင်းဆောင်တွေကပေါက်ခရတင်ထားပေးတော့သူတို့ကကြွယ်ဝခြင်းကြောင့်ပြောပြီးဆိုတာနဲ့ငွေခြင်းကြောင့်ပြောပြီးဆိုတာနဲ့ဘာဖြစ်လဲလှုပ်စားပြီးလူငွေကောက်စားပြီးဘာစားပြီးညာစားပြီးသူတို့ကတော့ရှယ်တင်ပေးတာအပတ်တိုင်းတင်ပေးတာမယုံရင်သွားလေ့လာစနဂေါစ်မှာတို့တွေအရန်နောက်ကျနေပြီအရန်နောက်ကျနေပြီတော့ခရိယန်ရွာတွေသွားကြည့်လိုက်နေတွေမှာရှိခရိယန်ရွာတွေအကုန်သွားကြည့်လိုက်စင်ရဲနေတာပဲတောင်ခရိယန်တွေတော်တော်များဘယ်ထွက်လဲနိုင်ငံခြားထွက်ရတယ်အလုပ်လုပ်ရတယ်
အဲ့ဒီထဲမှာတော့မှ biblical principle လုံးဝနားမလဲတဲ့မိခင်ဖခင်တွေကဘာလုပ်လဲတာသမီတွေလှုပ်စာပဲထိုင်စားပြီးတော့အိမ်မှာနေတဲ့အဖွဲ့တွေအများကြီးရှိတယ်စော်ကားတာမဟုတ်ဆရာပြီးတော့မှပတ်စံလာပြီးတော့ပို့ခိုင်းသေးတယ်မပို့နိုင်ရင်ဆဲသေးတယ်မင်းစဉ်းစားဒီမှာကလေးတွေကဒုက္ခရောက်လားမရောက်လားသူတို့မသိဘူးအဲ့ဒါတွေဘာတွေလဲသိလားအဲ့ဒါအဲ့ဒါတွေပြောတော့သူတို့ကမကြိုက်ဘူးတချို့ဆိုရင်တချို့ပြောသေးတယ်ဘယ်ရလဲမသိဆရာဒေးဗစ်လာထောင်ထဲကြတဲ့ခါမှာပျော်တဲ့အဖွဲ့တွေရှိတယ်အဲ့အဖွဲ့တွေအားလုံးဘယ်မိုင်းမိနေတာဘာသာရေးဆရာတွေမိုင်းမိနေအဖွဲ့တွေဘာလို့လဲဆရာကျွေးဝချင်းဟောတာဘာမှလဲလို့ဆရာလူငွေကောက်စားနာမှာမဟုတ်တာရှင်းရှင်းလေးဖျားရှိမှပြောရတယ်မှန်သောစကားပြောဒီထက်ပိုတော့မှကျွေးဝပါစေပိုတော့မှလန်းဆန်းပါစေနှုတ်ပြောပါစေ Amen. Six pack. Come on. I'm so sorry, man. I'm so sorry. Shabaloပြောနေတယ်ဖျားသားသမီးတွေကြွယ်ဝခြင်းသူများကြည့်ပြီးတော့အားကြရမယ် Come on တိတ်မကြလိုက် Hallelujah. Machi ni ko mon maro. ဒီနေ့ယုံကြည်သူတွေဖြစ်ပြီးတော့မှဘာအမွေမပေးနိုင်တဲ့သူတွေအများကြီးပဲအယောင်ဝမ်းနေစရာကောင်းတယ်မကြတုတ်တန်ကြံခိုင်း73ငယ်20ကိုတွားကြည့်ဘာပြောလဲတုတ်တန်ကြံခိုင်း73ငယ်20ဘာပြောလဲသူတော်ကောင်းသူတားမြေတို့ဖို့အမွေဥစ္စာကိုခြံထားတတ်၏အမွေဥစ္စာမပေးနိုင်တဲ့အဖေမေတွေကပါလဲတာသူတော်ကောင်းမဟုတ်တဲ့ဖွဲ့တွေပြောသူတော်ကောင်းမှရင်တားမြေတို့အဖို့တားတော်မမြေတို့အဖို့အမွေဥစ္စာကိုခြံထားတတ်တယ်အာမင်ဘာလဲသိလားအတင်းတော်မတင်ပေးတဲ့ခါမှာတားသမီးတို့အမွေပေးဖို့နေနေတာတားသမီးကသူတို့ရဲ့အမွေထင်းနေတာတားသမီးစီကပြန်စားနေတာဘာအမွေမှမပေးနိုင်ဘူးဘာအမွေမှမပေးနိုင်ဘူးဒီနေ့ဆရာတင်ပေးတာဒီ generation ကမဆရာပြောရမယ်ဆရာပြောမယ်သင်စင်းရတဲ့မျိုးရွာနဲ့မွေးဖွားလာပါစေတင်ရနေစပြီးတော့ကြွယ်ဝချင်းစနိုင်တဲ့သူဖြစ်ကိုဖြစ်ရမယ်အာမင်အာမင်တင်ရနေကြွယ်ဝချင်းစရမယ်တင်ရနေကြွယ်ဝချင်းစရမယ်တင်ရနေကြွယ်ဝချင်းစရမယ်ဆရာကအဲ့တိုင်းလှုပ်ခဲ့တယ်ဆရာအမေရှိတယ်ဒီမှာမေးကြည့်ဆရာခုနေနေတဲ့အိမ်လိုမျိုးဆရာမျိုးထဲမှာဘယ်သူမှမနေနိုင်ခဲ့ဘူးဟမ်ဆရာစီးတဲ့ကားလိုမျိုးဆရာမျိုးထဲမှာဘယ်သူမှမစီးနိုင်ခဲ့ဘူးအေးဒါမဲ့ဆရာရဲ့ generation လာမယ့် generation နဲ့တင်းတို့မျိုးထဲမှာမရခဲ့ဘူးတဲ့မင်္ဂလာတင်းတို့နဲ့စားရမယ်အာမင်အာမင် hallelujah hallelujah ဒီကပြောလိုက်ဒါဆိုတော့ sure David လာအလူငွေတွေနဲ့အဲ့ဒီအလူငွေကဘယ်လောက်ရမှာမလို့ဒါတွေဝယ်နိုင်မှာလဲဆရာမိခင်ကိုဆရာခုဒီချင်းမိုင်ရဲ့ဈေးကြီးဆုံးဆေးရုံမှာ dialysis ကိုအပတ်တိုင်းလာတိုင်းဘယ်နှစ်ရှိပြီလဲအမေ dialysis လုပ်နာချင်းမိုင်မှာတနေ့ကြော်သွားပြီလာတိုင်း dialysis ကိုအပီကုန်နေတာမဟုတ်အမေစိတ်မကောင်းပြောတာမဟုတ်ဒါမဲ့ဆရာဘာပြောလဲကုန်တဲ့အပြင်နှစ်ခါပြုတ်ကြသေးတယ်ဝီချယ်လေးနဲ့သွားပါလို့ပြောတယ် No I don't need it ပြုတ်ကြအောင်ပြုတ်ကြပြီတခါပြုတ်ကြအသားလေးပဲတန်းတန်းတကောင်မဟုတ်ဘူးဗတ်တန်းနှစ်ခါပြုတ်ကြရင် double တက်သွားတယ်ဟိုတစ်ခါကပြုတ်ပဲပြုတ်ကြတာအယိုးကအပ်သွားတာ
မကြိုးဘူးဒုတိယတစ်ခါဖိတ်ကြိုးသွားပြီတစ်ခုကြိုးတာမဟုတ်သုံးခု brown နဲ့ကြိုးရတယ် operation လုပ်ရပြီစပြီဇလန်တင်းကြီးကနေစတယ်စပေါ်လေးပဲတင်ထားအဲ့ဒါတင်းကြီးလေးကျွေးပြီသူတို့ကင်ပြီဘန်ကောက် hospital ဆွဲဒါမဲ့ဆရာဘာပြောလဲအမေကိုဘာပြောလဲမေးကြည့်လို့ရတယ်ဒီအလှငွေတွေနဲ့ဒါဆရာဒေးပဲလာပေးရမယ်ဆိုရင်ဒီချင်းမိုင်မှာဘယ်အလှငွေရှိလို့လဲပြောရင်မကောင်းဘူး honestly ကိုပဲပေးနေရတဲ့နေရာမှာကိုယ်ဘယ်သူကလာပေးနိုင်မှာလဲဖျားပေးတဲ့ပညာနဲ့ဖျားပေးတဲ့ကောင်းကြီးနဲ့စီးဆင်းလာတဲ့မင်္ဂလာနဲ့ဆရာအမေကိုပြောတခုပဲရှိတယ်ငါအမေကကျွန်တော်အတွက်ကောင်းကြီးကြိုက်တဲ့လောက်ကုန်မစေမပြောဘူးလားအမေဟာကြိုက်တဲ့လောက်ကုန်မစေအမေအတွက်ကုန်ကကြိုးကျွန်တော်နှက်တယ်အမေကကျွန်တော်ကောင်းကြီးကုန်စမ်းပါသူဝမ်းထဲမှာဆိုလို့ဆရာဘေးနာပြောလိုက်တယ်အမေ तू တခါတလေရုပ်ရှင်ရိုက်တယ်ခါလေရုပ်ရှင်ရိုက်တယ်ဘယ်လိုလဲဆိုအမေကြောင့်ဒါပတ်ဆက်ရမ်းကုန်နေပြီရုပ်ရှင်ရိုက်တယ်ဒါနဲ့ဆရာလည်းအဲ့မှာသူ့အားပေးရအမေသားဘာထင်လို့လဲအမေသားဘီလီယံနာဘာမှပူစမ်းမလို့ကြိုက်တော့ကုန်စမ်းအမေတော့ကုန်စမ်း I'm billionaire hey မလားအလူငွေကြောင့်ကြွယ်ဝတာမဟုတ်ဘူးတော့ဆောင်းဆို mindset billionaire mindset ကကြွယ်ဝစေတာတစ်ချက်ကြီးလားငွေကြေးကြောင့်တစ်ချက်ကြီးလားဆရာအိမ်မှာရှိတဲ့သူတွေမေးကြဟမ်ငွေကြေးကြောင့်ဆရာမကြီးဘူးစီကမရှိလို့သာဆူတာစီကမရှိတာတော့မရဘူးဆရာမကုံတင်တာလားမကုံနဲ့မရအောင်မူစီဆရာပြောတယ်ပတ်စံတောင်းရတာအရာခတ်တယ်ကုံချင်တော့ကုံရတယ်ကုံတင်တဲ့နေရာမှာကုံတော့ကုံဆရာပေးနိုင်တယ်ဒါပေမဲ့မကုံတင်တာတော့ကုံရင်ဆရာမကြိုက်ဘူးဒါစီကန်းရှိရတယ်လို့ဆိုတာစီကန်းရှိရတယ်ငွေဆိုတာကင်တွေ့တတ်ရတယ်မတော့ပြောမူစီကပြောတယ်မူစီကဆရာပိုင်းလို့ခေါ်တယ်ပိုင်းရမီလီယံနာလီဘီလီယံနာတဲ့ငါဆွတ်ဆက်သုံးရမှာလားလာမြောက်တယ်လို့ဘာလုံးနဲ့ငါထဲကပတ်စံလာယူခြင်းသေးတယ်ဘယ်ရမလဲပိုင်းရမီလီယံနာလီဆရာပြောနေဘိုးဘီလီယံနာနည်းလို့ရှောက်မပြောနဲ့ငါဆွတ်ဆက်ပတ်စံရှိတဲ့နေရှောက်သုံးရမှာလားအတိတ်ပဲမှမရှိတာမသုံးနိုင်ဘူးငါဒီလိုပဲဒါမဲ့ဆရာပြောပြမယ်ဆရာသားသမီးတွေအတွက်ဆရာအမွေချန်ထားတဲ့လူဘယ်အိမ်ဘယ်သူအတွက်အခုဂျေရီနဲ့ပေါက်စီယူမယ်ဆရာတားမေးထားတယ်အခုနင်တို့ဘယ်မှာနေမှာလဲငါပြင်ဆင်ရတော့မယ်ပြင်ဆင်နေပြီအဖေကဘာလို့လဲသူတော်ကောင်းသူတော်ကောင်းဆိုအဲ့ဒါပြောတာမဟုတ်ဘူးโอเคလူရှိမှသူတော်ကောင်းစတိုင်လုပ်ပြတာသူတော်ကောင်းမဟုတ်ဘူးဒါယေရှုအပြင်တော့သူတော်ကောင်းမယ်အာမင်သင်မကြားလဲမှာဆိုပြယေရှုအပြင်တင်သူတော်ကောင်းမယ်သင်မကြားလဲယေရှုအပြင်တင်သူတော်ကောင်းမယ်တင်းကိုကြိုက်လာပြောသူများဘာကောင်းကြီးများပြော let the weak say တင်းဘန်ဂျမန်ဆိုတဲ့ကောင်လက်ကားပါကွာလို့ပြောရင်ဘာပြောမလဲ I am strong I'm a good man I'm သူတော်ကောင်းဒါပဲ good man လို့ပြောတာအားမရလို့ I'm သူတော်ကောင်းအာမင် hallelujah ထူးခြားသောသူတွေဖြစ်ကိုဖြစ်ရမယ်အာမင်အာမင်
ဒီမှာ၄ယောက်ကြည့်ပီယန်နိုလေးတီးလိုက်လစ်တီးလိုက်နဲ့ဆရာနာမနေနဲ့မကြခင်မှာသူတို့မီလီယံနာဖြစ်တော့မယ်နင်တို့အာမင်လို့လေအာမင်ရောနင်တို့ပါစက်နဲ့မလုံးနဲ့လေဒီမှာဟာနင်တို့ကလည်းအာမင်ဆရာလကားလျှောက်ပြောတာမဟုတ်ဘူး Jewish တွေရဲ့ rabbi တွေကရေးလက်တင်တာသူတို့လူမျိုးတွေကိုကြွယ်ဝဖို့ရေးလက်တင်တာဒီမှာကျတော့ကြွယ်ဝချင်းတင်တာဘာဖြစ်လဲပြဿနာလာရှာတဲ့အဖွဲ့ရှိတယ်လူမျိုးကြီးမဟုတ်တဲ့အဖွဲ့တွေပြဿနာရှာဒီလူမျိုးကြီးတွေရေးလဲလဲသူတို့လူမျိုးစင်းရဲသားလို့ပြောမခံဘူးသူများနှိမ်တာအဖြစ်မခံနိုင်ဘူးရှာပြောမယ်ရှာ generation ဒီမှာရှိတဲ့မိသားစုတွေယုံကြည်သူတွေအိမ်ဖော်လုံနေယုံကြည်သူတွေထိုင်းနိုင်ငံမှာအိမ်ဖော်လုံနေယုံကြည်သူတွေဆရာစကားပြောမယ်နားထောင်အစပိုင်းမှာတင်တို့သိငယ်လိမ့်မယ်နောက်ဆုံးမှာတင်တို့လွန်ကြီးပွားလိမ့်မယ်ဆရာလကားမပြောဘူးဆရာလကားပြောဘူးဆရာလကားပြောမူစီနဲ့ပဲဆရာပြောမှာမူစီတွေကဆက်ရှင်နေရှိပြီသူများအိမ်မှာလှုပ်လာတာဒါမဲ့မူစီနဲ့ဆရာတွေ့တယ်ငါသမီးနေငါအိမ်မှာအိမ်ကူလှုပ်တာနောက်ဆုံးပဲဖြစ်ရမယ်လို့နေအိမ်ကူဖြစ်တာနောက်ဆုံးပဲဖြစ်ရမယ်ငါနဲ့ဆူတောင်းကောင်းကြီးပေးမယ်ဆရာလက်တင်မလို့သူ့ကိုရေးလက်ကောင်းကြီးပေးတယ်ကောင်းကြီးပေးပြီးတိတ်မကြောက်သူ့အုံနောက်တော်ကောင်းလာတယ်ဟိုတော့ဘောဒီဘောကြောင်နဲ့တော်ကောင်းလာတယ်အုံနောက်ကောင်းလာရင်လည်း तू ဘယ်လောက်ထိကောင်းသွားတယ်ထင်လဲဒီယမိုင်ကကုံချမ်းနေအကုန် तू ထုတ်သုံးနေတာဒီယမိုင်ကတရားဟောချက်ကမတင်ရသေးဘူး तू ကတင်ပြီးသွားပြီအခုဆရာသေးပဲလာလုံနေဟော तू လုံနေပြီအိမ်မှာအိမ်ဆောက်တာမဟုတ်ဘူး तू အကြံမှာအဖန်ထုတ်နေပြီ तू ဒီမှာအကြံထုတ်နေပြီ तू နောက်ခဏနေဆရာအိမ်ပြန်ရောက်တာနဲ့ तू က online ပေါ်တင်ပြီးသားဖြစ်နေပြီအဲ့တော့မတင်ရသေးဘူး तू တင်ပြီးသားနေတင်ပေးချာသူ့ရဲ့ face လို့နည်းနည်းတင်ပေးချာနေတော့မူစီတဲ့ချန်နာမူစီတဲ့ဆွဲနေတာအောင်မဝင်ငွေကတော်ဖြောင်းနေပြီ तू ဘာပြောထင်လို့လဲပိုင်တမီလာကမယူတော့ဒါမဲ့ဒီလမှာစပားဝယ်စရာရှိလို့2လကြိုထုတ်တယ်ကြံလှဲ့စားတာငါ့ကိုလှဲ့စားတာဒီကောင်မလေးစပားတင်းဘယ်နေရလဲမသိဝယ်စရာရှိလို့ပတ်စံမလောက်လို့2လတော့ကြိုထုတ်ပြစီတယ်ချိကဖြုတ်လိုက်သေးတယ်အစင်အထွက်မှာဒါပြီးတော့မယူတော့ပါဘူးတဲ့ဟုတ်တယ်ယူလို့လည်းမရတော့ဘာဆို तू ကနောက်လာဆို तू က1000ကျော်ပြီလေဆရာအိမ်မှာလုံနေတဲ့ကောင်မလေးအလုပ်သမားလေးอ่ะခင်ဗျစဉ်းစားသူ့ရဲ့ YouTube ကဒေါ်လာ1000ကျော်ဝင်နေပြီတစ်လားကိုမူစီဒီမူစီစဉ်းစားအင်္ဂလိပ်စကားတစ်လုံးမှမတတ်တဲ့မူစီอ่ะလှုပ်ထားတာကြည့်ကြည့်အကုန်ကြည့်မကြည့်သူရှာလို့အကြည့်ဟိုနေ့ဆရာမဆောင်းတဲ့တချင်းဆိုတယ်တို့တွေမမြင်တတ်ဘူးဒီဖွဲ့တွေသူတင်လိုက်ပြီစဉ်းစားတွေ့လားမကြည့်သူ့ရဲ့ profile ပုံကကြည့်ကိုလှတော့တာရုပ်သူ့ရဲ့ profile ပုံကြည့်လှတော့တာစပင်ကဟိုတော့ဂွတ်တော်ရဲ့စပင်နဲ့လှတော့တာဒါမဲ့ကြည့်ဒီကလေးရဲ့ဝင်ငွေအိမ်မှာလိုင်းမကောင်းလို့တဲ့ MP3 လုပ်ပြီးပို့ပေး YouTube မှာပြန်တင်ပေးပါတယ်အမေလုပ်သေးတာငါ့ကိုစော်ကားပြီးငါအိမ်မှာနေတော့ဘာလိုင်းမကောင်းလဲဦးစီနေတွေ့မယ်နေငါနဲ့အိမ်ပြန်ရအောင်အမေလုံးလိုက်တယ်သူကနာမည်ယူလိုက်တယ်မြန်မာပြည်ကဆရာတရားဟောနားထောင်ချင်တယ် line မကောင်းဘူးဆိုရင် Viber နဲ့ on မဟုတ်ဘူးတို့အိမ်ပြောတာမဟုတ်ဘူး
မြန်မာနိုင်ငံလူတွေအမဲဒီလို MP3 နဲ့အခမဲ့ပို့ပေးပါတယ်ရှင် तू လှုပ်ရှားနေတာဒါ तू ကြည့်အဲ့ဒီညံနေဘယ်ရလဲကြည့်ငယ်ကလေးက तू က10တန်းတော့မအောင်10တန်းအောင်လားမအောင်ဘူးအင်္ဂလိပ်စကားပြောရင်တလွဲကြီးရှောက်ပြောတာပိုင်ဘာဖြစ်လဲပိုင်ရကဘယ်လတီမကောင်းလို့တယ်လဲလိုက်တယ်ဘယ်လတီနိဘာဘယ်လတီလဲဘက်ထရီဒီနေ့ဒီမေးကြည့်သူဘယ်လတီပဲပြောတယ်ဒီနေ့ထိတင်ပေးလို့မရတာဒီလှတော့သားအကြည့်ဒါမဲကြည့်ဒါတွေသူဘယ်လိုဖြတ်တက်လဲကြည့်အမှလည်းကြည့်ဟိုနေ့ကဘိုးဘွားရိတ်တာပို့ချင်းခံရတဲ့တီနာတဲ့သူလှုပ်လိုက်သေးတယ်အမတီနာလေးတဲ့95နှစ်အရွယ်တီနာလေးတဲ့ तू အမြတ်စဉ်းစားကြည့်ဆရာအိမ်မှာနေခဲ့တဲ့ဒီကလေးမကအခုဆရာရဲ့အိမ်မှာအိမ်ဖော်မဟုတ်တော့ဘူးအဖေကပ်တော့ तू ဆွဲလာ तू ရှိသမျှလူကိုလှုပ်ရှားနေတာ तू ငါတို့တိုင်လုံးလဲကုန်ပြီ तू လှုပ်ရှားနေတာအမြတ်စဉ်းစားဒါမဲ့ဆရာတခုပြောတယ်ဆရာရဲ့ဒီဟာသားသမီးတွေဆရာပြောတယ်ငါနားမှနေတော့မင်းတို့မလှုပ်ရှားတတ်တာမင်းတို့ရှုံးတာလို့မူစီတောင်လှုပ်ရှားတတ်တယ်လို့ဟဲ့စဉ်းစားကြည့်အတကုံအမေအောက်မှာရေးလိုက်သေးတယ်မကြအမေ right time right place right people တဲ့ဘယ်ကနေ तू ကော်ပီရှောက်ကူးလဲမသိဘူးဟမ်အဲ့ဒါလေးကို तू လှုပ်တတ်တယ်လေပြောချင်တာမင်းစဉ်းစားဟမ်ခိုးကိတ်တွေပါတယ်ဖမ်းတင်ပလိုက်သေးတာဒီမှာဟမ်သူ့ရဲ့ဟာတွေလည်းကြည့်လိုက်အောင် 7.1 ဘာညာကောသူကိုင်းနေတယ်သူလောကရဲ့အလင်းနဲ့အဲ့ဒါတွေသူပုံနေဖြတ်ပြီးတော့ရှောက်တင်တာအမဲဆရာဆိုင်ပါလိုက်သေးတယ်သူ you name it man တွေ့သမျှလူသူကုန်ဆွဲတင်မှာအကုန်ဆွဲတင်မှာသူကဖြန့်ညက်ဆက်ပြီးတော့သူကုန်တင်နေတာဆရာနားလည်အောင်ရှင်းပြမယ်ဒီမှာကြည့်ဒါကိုဆရာပြောအမဲအန်တီရိုဒါအမသူဘာလုပ်လဲသူဖုန်းလေးနဲ့ဖန်ဆွဲနေတာဘယ်ကနေစလဲတဲ့လားရှိတဲ့ဟာနဲ့စတာဒီကလေးမှာဆရာရဲ့ဖုန်းအဟောင်း iPhone အဟောင်းစပေးလိုက်တယ်အဲ့ဒါနဲ့သူကျွေးတာသူခုဘာနဲ့လုပ်တယ်ထင်လို့လဲသူ့ရဲ့ဆရာပေးထားတဲ့ iPhone အဟောင်းiPhone 14နဲ့ iPhone 14နဲ့ဒါတွေနေ့တိုင်းတင်နေတာသူမရှိဘူးဆိုတဲ့စကားပြောနေရှိတဲ့ဟာနဲ့ရှိတဲ့ဟာနဲ့လုပ်လို့ရတာအခုသူ့ရဲ့ဝင်ငွေကဘာပဲဖြစ်ဖြစ်ဒီနိုင်ငံမှာမဆိုးပါဘူး3000ကျော်ဆိုတာလက်ကမယူတော့ဘူးတဲ့မသူကပြောလိုက်သေးတယ်တမီးကယုံကြည်တယ်တဲ့တောင်းကနန်းနဲ့ဝင်မှာဒေါ်လာသူလုံနေတယ်အုံနောက်ကဘယ်လိုတည်နေလဲမသိဘူးနင် YouTube တင်ဖို့ဘယ်ကနေပညာရလဲဆို YouTube ကတဲ့ YouTube တင်ဖို့ YouTube ကနေပြန်ကြည့်ပြီးတော့ YouTube နဲ့သူပြန်လုပ်တယ်ဇာချာအင်္ဂလိပ်စာတက်လားမတက်ဘူးဒါမဲ့ဆူတောင်းပေးပြီးကြတဲ့ကဖျားလို့ဆရာဘာပြောချင်တာလဲညီကောင်မတကယ်မျောလင့်သူ့ရဲ့မျောလင့်ချင်ပါလဲဆရာအိမ်မှာအလှငွေလက်ကမယူပဲသူအလုပ်လုပ်ချင်တယ်ဒါဆိုသူ့ရဲ့ mindset ကပါလဲပြောဆရာနားမှာနေနေသူပါရသွားလဲအိမ်ဖော် mindset မဟုတ်တော့ဘူးမြင်လားမသိဘူးငါမှုတော့လာဆောင်မယ်ဆရာရဲ့အိမ်မှာနေတော့ဝေယဝိဆအကုန်လုပ်ပေးမယ်ဒါပေမဲ့ငါလက်ကမယူဒါဆိုသူ့ရဲ့ mindset ဘာဖြစ်သွားပြီလဲအိမ်ဖော် mindset မဟုတ်တော့ဘူးဟုတ်လားအမှုတော်ဆောင် mindset ဖြစ်သွားပြီအမှုတော်မြတ်ထဲမှာကျမဆရာလို့မဟောတတ်ဘူးဒါကြောင့်ဆရာတို့လုံနေတဲ့အနောက်ကနေကျမကူညီမယ်အဲ့ဒါကြောင့်ဖခင်ကျမကောင်းကြီးပေးမယ်ဉာဏ်ပညာပေးလာတဲ့သူလုံနေတာတွေဒါတွေအားလုံးကအဲ့ဒါတွေဆရာပြောချင်တာဖခင်လှုပ်လိုက်ရင်မူစီဦးတော်မှလှုပ်နိုင်ရင်တီနာလေးကိုလှုပ်နိုင်အမေတီနာလေးတဲ့သူကလှုပ်လိုက်တယ်ဒီမူစီဦးတော်မှလှုပ်နိုင်တဲ့ဖခင်ဘာလို့တော့မလှုပ်နိုင်မှာလဲဟမ်အင်္ဂလိပ်စကားတစ်လုံးမှမတတ်တဲ့လူက
မူစီရဲ့တဲ့ဘယ်လိုလုပ်လဲငါတို့သင်ပေးပါဦးအင်္ဂလိပ်စကားအရန်ကျွမ်းတဲ့အဖွဲ့ကပြန်ပြောနေရတယ်သူတက်ချင်းမတက်ချင်းနဲ့မဆိုင်အောင်ဖျားပေးတဲ့ပညာရဖို့လိုတယ်အာမင်ဟုတ်ဆရာဘာလို့ပြောနေတာလဲဆိုတော့ဆရာရဲ့နှလုံးသားကဘာလဲဆိုတော့ဆရာနဲ့အနီးနားမှာရှိတဲ့သူတွေအားလုံးကတိုးတက်သွားမယ်အာမင်အောင်မြင်ရမယ်ဖျားဘုံထင်ရှားမယ်ဆယ်နှစ်နေလဲအဲ့ဒီအိမ်ဖော်ကတင်းအိမ်မှာနေလဲအိမ်ဖော်ပဲဆိုရင်ခမရလုံးဝမဟုတ်ဘူးအဲ့ဒါဘာဖျားသားသမီးမဟုတ်ဘူးတင်းအိမ်မှာဆယ်နှစ်နေလဲအိမ်ဖော်ပဲ15နှစ်လဲအိမ်ဖော်ပဲပြီးလဲပြီးတော့အိမ်ဖော်ဘွားနေပဲအသက်ကြီးတယ် no အဲ့ဒါမို့တကယ်ဖျားသားသမီးမဟုတ်ဖျားသားသမီးမှန်ရင်တင်းတို့အပြင်လူတွေတိုးတက်သွားမယ်တင်းတို့နားမှာရှိတဲ့သူတွေအောင်မြင်သွားမယ်ဆရာစပြောတဲ့ဆရာအိမ်မှာရှိတဲ့သူအားလုံးပြောမင်းတို့အောင်မြင်ရမယ်မင်းတို့တိုးတက်ရမယ်မင်းတို့ဖျားဘုံတော်ထင်ရှားရမယ်ငါအိမ်မှာမင်းတို့အိမ်ဖော်လှုပ်ရှားနောက်ဆုံးပဲဖြစ်ရမယ်ဒါပေမဲ့ဒီကနေစမင်းတို့တိုးတက်သွားမယ်ကိုချစ်တော့ကိုရက်နာရမယ်မင်းတို့လုပ်ငန်းရှင်တွေပြန်ဖြစ်လာရမယ်မင်းတို့ဆရာသူများပြန်လာအလုပ်လုပ်ရမယ်ဆရာဘာကိုသင်ပေးလဲ mindset ကို change လိုက်တာဆိုတော့သူတို့ mindset စ change တာနဲ့ဘာဖြစ်လဲပညာတို့ဝင်လာပြီဘုရားပညာဝင်လာတယ်စတင်ပြီးတော့လုံနိုင်ပြီတင်းရဲ့ရှင်တွေပြောင်းခြင်းတင်းရဲ့ mindset ပြောင်းလိုက်တင်းလုံနေရတဲ့အိမ်ဖော်ဖြစ်မယ်ဒါပေမဲ့ဘာဖြစ်လဲတင်းရဲ့ mindset ပြောင်းလိုက်တယ်ငါအိမ်ဖော်မဟုတ်တော့ဘာလို့လဲငါဒီအိမ်မှာလာပြီးတော့အမှုတော်ဆောင်ရဲ့အိမ်မှာငါအမှုတော်ဆောင်မယ်ငါတက်နိုင်တဲ့ဘက်ကနေငါဆက်ကပ်မယ်ငါလာကမယူဘူးလာကမယူနိုင်ဘုရားခင်ပညာပေးပလိုက်တယ်အာမင်အာမင် mindset ပြောင်းလိုက်ရဖို့ဘုရားခင်အလိုရှိတယ်အာမင်ကြောင့်မတာကျွန်တော်အားပေးရှင်တယ် let the weak say let the weak say let the weak say နောက်ကျွန်တော်ညီကိုမောင်နှမအားလုံးဆရာအားပေးရှင်တယ်ဒီနေ့မှာသင်ကထူးခြားသောသူဖြစ်ကိုဖြစ်ရမယ်သင်ဒီထူးခြားသောဖြစ်ကိုဖြစ်ရမယ်ယောသကဘာလို့ထူးခြားလဲသင်ယောသနဲ့တူဘယ်သူရှိနေလို့လဲပြောယောသနဲ့ဘယ်သူရှိနေလဲယောသနဲ့ဘယ်သူရှိနေလဲသင်ဘေးနားမှာရှိတဲ့သူသင်အဖြစ်ကောင်းကြီးဖြစ်ကိုဖြစ်ရမယ်ယောသနဲ့အတူဘုရားခင်ရှိတဲ့အခါမှာယောသအားဖြင့်ဘယ်သူကောင်းကြီးဖြစ်လဲCome on ခဏနဲ့အဲကုတုမလာသေးဘူးယောသအားဖြင့်ဘယ်သူကောင်းကြီးဖြစ်လဲပေါတိဖာကောင်းကြီးဖြစ်တယ် Come on အာမင်ဆရာနားမှာနေတဲ့သားသမီးတွေအကုန်အောင်မြင်ရမယ်နောက်ဆရာစတင်တော့ဆရာသင်ပေးနေတာချာမဟုတ်စတင်ဆရာအလကားသင်ပေးတာမဟုတ်မျက်စိတွေစဖွင့်ပေးတာအလကားမဟုတ်သင်တို့ဖျားဘုံတော်ထင်ရှားမယ်ဆရာယူပါရသင်တို့မြန်မာပတ်ဆို့ကင်ထားတယ်မြန်မာပတ်ဆို့နဲ့သင်တို့ကဘာပတ်နိုင်သူဖြစ်ကိုဖြစ်ရမယ်အာမင်ယေရှုနာမနဲ့ဆရာကြေညာထားတယ်အဲ့ဒီမြန်မာပတ်ဆို့ပိတ်ထားတဲ့ဩစတြေးလျနိုင်ငံနောက်ပြီးတော့မှဗာလဲအမေရိကန်နိုင်ငံအဲ့ဒီပတ်ဆို့ပိတ်ထားရလုံးဝပြန်ဖွင့်ရမယ်ယေရှုနာမနဲ့ဆရာကြေညာတယ်အာမင်ယေရှုနာမနဲ့ကြေညာတယ်အာမင်ယေရှုနာမနဲ့ကြေညာတယ်အာမင်2026မှာလုံးဝပြန်ပွင့်ရမယ်ယေရှုနာမနဲ့ကြေညာတယ် You know why? Because God is with you. God is with you. God is with you. မြန်မာပြည်သားတွေအတွက်သင်ရပြန်ဂျားခံမလို့ဆူတောင်းကောင်းကြီးပေးတဲ့သူဖြစ်ကိုဖြစ်ရမယ်။သင်ရဲ့ဝန်ခံချက်ပြီးမြန်မာပြည်ကောင်းကြီးဖြစ်ရမယ်။သင်ရဲ့ဝန်ခံချက်ပြီးမြန်မာပြည်ကောင်းကြီးဖြစ်ရမယ်။တိတ်မကြောက်သင်ရဲ့ဝန်ခံချက်ပြီးမြန်မာပြည်ကောင်းကြီးဖြစ်ရမယ်။ Hallelujah. ယောသအားဖြင့်ဘသူကောင်းကြီးဖြစ်လဲပေါတိဖာစမယ်အနီးနားနဲ့စမယ်ယောသအားဖြင့်ဘသူကောင်းကြီးဖြစ်လဲတကယ်တော့ခင်ဗျပေါတိဖာအားဖြင့်ယောသကောင်းကြီးဖြစ်ရမှာဒါပေမဲ့ပြောင်းပြန်ဖျားလှုပ်လိုက်တာ Come on ကြည့်အောင်ဘယ်သူအားဖြင့်ကောင်းကြီးဖြစ်ရမှာလဲတထေးအားဖြင့်ကျွန်အားကောင်းကြီးဖြစ်ရမှာလေဒါပေမဲ့ပြောင်းပြန်ဖြစ်သွားပြီအဲ့ဒီကျွန်အားဖြင့်တထေးအားကောင်းကြီးဖြစ်လာတဲ့အခါမှာအဲ့ဒီတထေးအားကျွန်နေရာမှာထားတော့သားနေရာမှာထားပလိုက်တယ်Come on သင်အဲ့ level သွားမယ်သင်စာပိုင်းမှာဘယ်လောက်ပဲတင်းငယ်ပါသေးတလားပြီးတလားသင်ထူးခြားရမယ် Come on ကျွန်တော်မကြောက်တလားပြီးတလားထူးခြားရမယ်တလားပြီးတလားထူးခြားရမယ်တနှစ်ပြီးတနှစ်ထူးခြားရမယ်ဒီလမှာသင်ရဲ့ဝင်ငွေကသင်ရဲ့ဒီနှစ်မှာ2025မှာသင်ရဲ့ဝင်ငွေကတနှစ်ကို annually သင်ရဲ့တနှစ်ကိုဒေါ်လာ3သိန်းရတယ်ဆိုရင်နောက်နှစ်မှာဒေါ်လာ4သိန်း5သိန်းတိုးပွားသွားမယ်မယုံရတဲ့ဖွဲ့တွေရှိတယ်ဘုရားခင်ရှုံနိုင်မှုဘုရားခင်မဆပါ
အာမင်ဒါဆိုဆရာပြောမယ်ဆရာဒေးဗစ်လာဘာလို့ငွေကြီးအကြောင်းပဲပြောနေရလဲပြောဘာလို့ငွေကြီးအကြောင်းပြောနေရလဲဘာလို့ rabbi တွေကသူတို့ရဲ့ဒီ Jewish community ကိုဘာလို့ကြွယ်ဝချင်းကြောင်းသင်ပေးနေလဲဘာလို့လဲအဲ့ဒီ mindset တွေကိုထည့်ပေးလိုက်ခြင်းဖြင့် Jew တွေကိုအခုကပြန်မလို့အားကြတယ်လူတွေအကုန်ဘာနေပိုင်တာဘာလို့လဲဘာနေအကုန်ချုပ်ထားတာ Jew တွေစီဝါရေးအကုန်ချုပ်ထားပဲကောင်းတယ်လေ Jew တွေကြီးပဲ you name it everything အထက်ဆုံးမှာတော်ရုံတိုင်ရုံစီဝါရေးစိတ်ကိုဝင်စားတာကဘာအကောင်းဆုံးစိတ်နေဘယ်သူကင်ထားလဲဂျူးတွေပဲစိတ်လောကဂျူးဘယ်သူမှရှင်လို့မရအောင်ဘယ်သူမှရှင်လို့မရအောင်အတိနံရောင်းတော်မှာကဘာမှာအကောင်းဆုံးအတိနံဘယ်ရထွက်လဲဣသရေလပဲစနာကြကဘာမှာအကောင်းဆုံးအတိနံနေသူတို့နိုင်ငံထွက်တယ်ဒါဆိုရင်ညီရကောင်းလို့လားလို့ကန္နာရကြီးလေဘာဖြစ်လို့အကြီးကျယ်ကဘာကိုလုံနိုင်တာလဲညီနဲ့သွားတာမဟုတ်ဘူးဖျားပေးတဲ့ပညာနဲ့သွားတာအာမင်အာမင်ဒါကြောင့်တင်ရယောသဘတ်မှာဘာလို့ရှိလဲဖျားရှိတဲ့ခါမှာယောသဘတ်ဖြစ်လဲအကြံထားမြောက်ပြီးတော့အောင်မြင်တယ်အဲဂုတို့အမျိုးသားမိမိတခင်အိမ်တိုင်းနေရလေတယ်ဆိုတော့သူများအိမ်ရောက်သွားလဲပဲကျွန်းနေရရောက်ပြီမှာဘာဖြစ်လဲသူ့အဖြစ်ဆရာပြောနေတာတခုပဲရှိတယ်တင်းအားဖြင့်တင်းပတ်ဝန်းကျင်ကောင်းကြီးဖြစ်ရမယ်တင်းအားဖြင့်တင်းမိသားစုစရမယ်ကောင်းကြီးအမှန်ဆရာမဆရာဘူးတင်းရဲ့ဆင်းရဲတဲ့မျိုးရိုးတင်းအားဖြင့်ပြောင်းပြန်လှမတော့ဆင်းရဲတဲ့မျိုးရိုးကနေကျွယ်ဝတဲ့မျိုးရိုးပြန်ဖြစ်ရမယ်အာမင်ဘယ်သူကြောင့်လဲဖခင်သားသမီးတွေဖခင်သားသမီးထူးခြားရမယ်ဖခင်သားသမီးထူးခြားရမယ်ဖခင်သားသမီးထူးခြားရမယ်ဆရာတော့ရှယ်ဆွဲမှာပဲအာမင်ဘာလို့ရှယ်ဆွဲမှာလဲဆရာပြောပြမယ်အဲ့လိုဆရာသင်ပေးမယ်အဲ့လိုသင်ပေးမယ်ဆရာပြောပြမယ်တေချာနာထောင်ဆရာဘာလို့လဲထင်လို့လဲသာသနာပြုတဲ့မျိုးရိုးဖြစ်ရမယ်Make a church to do something. Make a church there. Come on. Come on, make a church there something. They know any make a church to a millionaire who do the Piam. Online machine to the millionaire who do no Piame. Millionaire who do the Pico Piame. Say Yeshua Mala Chinya, receive it. Receive it. Receive it. Hallelujah. Hallelujah. They know you why am I? Have on not in Shame. Yota. Come on. Yota Abi Tuye. The King County Pilla. To the County Pilla. County Pilla. To the King to Abi County Pilla come to a Bapi Dobile. Chuane Talu Niabi. Chuane Babile. Chuane Babile. Chuane Babile. Talu Niabi, Egama Pietana Winlade, Miera Mataba, Tin Lever who Yowline, Amiera Tio, Swayama to Shide. Tin Lever who Yowlama so Tio, Swayama to Shide. Have a Loma Bune, Piobina, Loma Bune. Tinti Hamaya, looting an Epun and Miao. Namajao Maludi, Ye no Sene, Piosua Quincy, the Bajan Tio Piaki and Maza de Piafilo. A chini daima maza de peyatin peyafide. A chini daima maza de peyatin peyafide. Lugatin switcha de peyatkan pian sweating. Luga switcha de taka switcha peyasega pian sweating peyafide. Hallelujah. Hallelujah. Tintita matimma peyakin shide. Loa secha timma badushile. Timma badushile. Palo shidale, Yeshua pipide. Hallelujah. I can the Boano when I stamp on the season that no Lucinia Badua Pin. Badua Pin. Tio Badua Pin Payakanji Bedale. Tia Bajan Mena Dayala, Badua Pinle.
လိုက်စွာငါတို့သည်ခရစ်တော်နှင့်အတူအောင်ပွဲကိုအစဉ်ခံစေခြင်းက၎င်းဆိုခရစ်တော်ဖြစ်တဲ့အောင်ပွဲခဏခဏလားအစဉ်ခဏလားသိမချလိုက်သိမချခရစ်တော်နဲ့တင်အောင်ပွဲခဏလားအစဉ်လားဖို့သခင်တည်ခြင်းအမွေးကြိုင်ပြောတင်းအဖြစ်တင်းဘေးရောက်တင်းအမွေးကြိုင်ပဲဖြစ်ရမယ်ဟာလေလုယာဘေးရောက်တင်း history maker ပဲဖြစ်ရမယ်ဘေးရောက်တင်း history maker ပဲဖြစ်ရမယ်ဟာလေလုယာတင်း history maker ဖြစ်ကိုဖြစ်ရမယ်ယုံကြည်သူအာမင်ထူရအောင်အဲဆိုထိုသခင်တည်ခြင်းအမွေးကြိုင်သည်ငါတို့အဖြစ်အယတို့၌နှံ့ပြားစေခြင်းက၎င်းပြုတော်မူသောဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းခြင်းရှိစေတည်းအမြဲတမ်းတို့ကိုမျက်နှာသာရအောင်လှုပ်ဆောင်ပေးနေဘုရားသခင်ကျေးဇူးတော်တို့အမြဲတမ်းချီးမွမ်းဖို့အကြောင်းပဲဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာအကိုရီးယားဒုက္ခပေးတဲ့အနေနဲ့သူ့ကိုရောင်းစားပလိုက်မဲ့သူများအိမ်မှာသူမျက်နှာရပြန်ပြီအဲ့ဒီအိမ်မှာမျက်နှာရလို့မပြီးဘူးဒုက္ခပေးတဲ့သူအပြင်သူထောင်ထဲရောက်သွားတယ်21ကိုသွားရအောင်ထောင်ထဲရောက်သွားတဲ့အခါမှာမဒိန်မှုရောက်ဖြစ်သွားတဲ့အခါမှာဘလောက်မျက်နှာငယ်ရမလဲဒါပေမဲ့မှတ်ထားတင်းကိုဘလောက်ပဲဘသူတွေကဘလောက်ပဲနာမည်ဖြတ်ပြီးတော့ဆွဲချပါစေတင်းမမေ့နဲ့တင်းဘသူလဲဆိုတော့တင်းကဘသူလဲဖယားသားဖယားသမီးပြောရသိမချလဲတင်းကဘသူလဲဖယားသားအာမင်ဘုရားသားသမီးတွေကိုဘယ်သူကမှနာမည်ဖြတ်လို့မရစေရဘူးတင်မရှားလိုက်ဘူးတင်မရှားလိုက်ဘူးဘုရားသားသမီးဘယ်သူမှနာမည်ဖြတ်လို့မရဘူးဘာလို့ဆိုဘုရားတင်းကိုခွဲကားထားပြီးသားတင်မရှားလို့ဘုရားတင်းကိုခွဲကားထားပြီးသားဘုရားတင်းကိုခွဲကားထားပြီးသားဟာလေလုယာတင်းကိုနာမည်ဖြတ်ရင်မကြခင်မှာဘုရားခင်တင်းကိုအကြောင်းအရာနောက်တစ်ခုနဲ့နာမည်ကြီးအောင်ထပ်လုပ်ပေးပြီးတော့ကောင်းကြီးပေးလိမ့်မယ်ယုံကြည်တဲ့သူအာမင်ထူရအောင်နာမည်ဖြတ်ရင်ဘုရားဘက်ကဘာလုပ်မှထင်လဲတင့်တည်မွေးအောင်ဘုရားပြန်လုပ်လိမ့်မယ်ဟာလေလုယာစာရငါတစ်ဖက်ကနာမည်ပြအောင်လုပ်တယ်ဘုရားကဒီဘက်ကနေပြီးလမ်းဆယ်လမ်းနဲ့ဘုရားခင်တည်မွေးအောင်ဘုရားခင်ပြန်လုပ်လိမ့်မယ်ဟာလေလုယာလိုက်ဆိုငါတို့ဒီခရစ်တော်နဲ့အတူအောင်ပွဲကိုအစဉ်ခံစေခြင်းက၎င်းထိုသခင်ကိုသိခြင်းအမွေးအကြိုင်သည်ထိုသခင်ကိုသိခြင်းပါလေငါတို့အားဖြင့်အယတို့၌နှံ့ပြားစေခြင်းက၎င်းပြုတော်မူသောဘုရားခင်ကျေးဇူးတော်ကိုချီးမွမ်းခြင်းရှိစေတည်းရေစာထိုရာဘာဆိုထိုလိုကိုရှိတီယာခဘာဒီလိုမရပါလေကျိုးတင်ရှင်းမွားတာကျိုးတင်ရှင်းမွားတာပြောရအောင်ကျိုးတင်ရှင်းမွားဘေးနာရှိပြောကျိုးတင်ရှင်းမွားစမ်းပါဟာလေလုယာတင်းကိုနာမည်ဖြောင်းလုပ်တဲ့သူတွေထဲမှာဘုရားခင်10မျိုးနဲ့ပြန်ပြီးတော့မှနာမည်ကြီးအောင်ကောင်းသောနာမည်ဖြောင်းဘုရားပြန်လုပ်လိုက်တယ်ယေဟာလေလုယာဟာလေလုယာတင်းနာမည်ပြပါစေ our God is God of restoration တင်းနာမည်ဖြတ်တဲ့သူတွေရှိမှာပဲကောင်းဆုံးနာမည်ဖြေအောင်ဘုရားခင်ပြန်လဲပြီးတော့မှအကောင်းဆုံးလမ်းတွေနဲ့ပြန်မစားလိမ့်မယ်ယုံကြည်ပါသလားယုံကြည်ပါသလားယုံကြည်ပါသလား come on ဆလာပြီပြတ်သွားမယ်39ငွေ20နဲ့1ကိုသွားမယ်သို့တော်လည်းသာရဖျားသည်သူ့ဘက်၌ရှိ၍ကယ်မသနာတော်မူသည်ဖြင့်အာမူထံမျက်နာရစေတော်မူ၏ he gave him favor come on say it receive it he gave him favor say receive it I receive it he gave him favor ဘုရားသခင်ရဲ့မျက်နှာပါလာတဲ့အခါမှာ hallelujah ဘုရားခင်မျက်နှာပါလာတဲ့အခါမှာထောင်မှုရှိမှာဘာဖြစ်လဲမျက်နှာရတယ်တို့ဖြစ်ရဲ့ထောင်မှုသည်ထောင်၌ချုပ်ထားသောသူအပေါင်းတို့ကိုယောသလက်တို့ထောင်ထဲတွင်ပြုသမျှသောအမှုကိုယောသစီရင်ရ come on ထောင်မှုမစီရင်တော့ဘူးယောသစီရင်ရပြီပေါ်
တိဖာအိမ်မှာလည်းပဲစီးပွားရေးရသူပဲဆုံးဖြတ်ချက်ချတာထောင်ထဲရောက်တော့လေသူပဲဆုံးဖြတ်ချက်ချတာ come on ဒီနေ့အစတင်လို့ရSay hallelujah. Say hallelujah. တင်ရောက်တဲ့နေရာမှာတင်ဘယ်တော့မှအမိမမနေရဥကောင်းမှထားလဲဘုရားခင်ရှိမြောက်လိမ့်မယ်။ဘသူကြောင့်လဲယေရှုကြောင့်ပြောဘသူကြောင့်လဲဘာကြောင့်ဆရာပြောနေတယ်လားဓမ္မဟောင်းကာလတုန်းကတင်ရဲ့လှုပ်ဆောင်မှုမှာဘုရားကောင်းချီးပေးတာ။ hallelujah တင်မရမှာဆိုလို့ဆရာပြောရမယ်ဓမ္မဟောင်းကာလတုန်းကတင်ရဲ့လှုပ်ဆောင်မှုအပေါ်မှာမူတည်ပြီးတော့ဘုရားခင်ကောင်းချီးပေးတာ။ဒါပေမဲ့တင်ကာလမှာကြောင့်ယေရှုလှုပ်ဆောင်တဲ့အပေါ်မှာမူတည်ပြီးတော့တင်ကိုဘုရားကောင်းချီးပေးတာ။ hallelujah အားဆရာဘယ်မှာပြောလို့လဲဆရာယောဟန်ခန်းကြီး1 come on ယောဟန်ခန်းကြီး1အငယ်16ကိုသွားရအောင်ယောဟန်ခန်းကြီး1ငယ်16 come on ရှေထာရာဘာဘာဘာခြင်းပါလေဂျေဇုတပါး၌ထပ်စေ၍ဂျေဇုတပါးကိုငါတို့ရှိသမျှသီးခံရကြပြီ hallelujahပြောရထိုသူပြည့်စုံခြင်းမလဲထိုသူပြည့်စုံခြင်းဘသူရဲ့ပြည့်စုံခြင်းလဲယေရှုဘသူရဲ့ပြည့်စုံခြင်းလဲယေရှုရဲ့ပြည့်စုံခြင်းကသင်ရဲ့ပြည့်စုံခြင်းလို့သင်သဘောပေါက်ဖို့လိုတယ်ဘာဖြစ်လို့လဲသင်ကိုသင်ပြည့်စုံသင်လှုပ်ရှားမလို့ဘူးယေရှုအပြင်သင်ပြည့်စုံတဲ့ခွင့်ဘုရားပေးလိုက်လို့ဘာကြောင့်လဲပြည့်စုံအောင်လဲသင်လှုပ်လို့မရဘူးဘုရားခင်ရှိမှဘသူမှပြည့်စုံလှုပ်လို့မရဘူးအာမင်ဒါကြောင့်ဟေဘရဲအခန်းကြီး7အငယ်2မှာပြောလဲ73 sorry 7အငယ်2မှာလောကီရှင်အစာဦးစီရင်ဆုံးလင်းစေတော်မူသောသခင်ယေရှုကိုမင်းစစ်စစ်ကြည့်နားလည်ထားမှာဆရာအမြဲတမ်း focus ဘယ်သူလောက်ခိုင်းတာလဲအခုဘယ်သူ focus လောက်ခိုင်းတာလဲဘယ်သူ focus လောက်ခိုင်းနေတာလဲ yeah တင်းကြောင်မဟုတ်ဘူးဘယ်သူကြောင့်လဲတင်းဖရားရဲ့မျက်နှာသာရမယ်ဘယ်သူကြောင့်လဲတင်မျက်နှာသာရမယ်ဘယ်သူကြောင့်လဲယေရှုကြောင့်တင်မျက်နှာသာရလိမ့်မယ်အာမင်ယေရှုကြောင့်တင်ကိုဘုရားချီးမြှောက်လိမ့်မယ်ယေရှုကြောင့်တင်ကိုဘုရားခင်ကောင်းချီးပေးလိမ့်မယ်နောက်ကြည့်ဘာကြည့်ငါ၏ဘုရားခင်ဒီဘုံအနုပေါ်စံပေတော်မူသောစီးစိမ်ရှိတဲ့တင်တို့အလိုဘယ်သူအဖြစ်မင်္ဂလာတွေအားလုံးဘယ်သူအဖြစ်မင်္ဂလာအားလုံးဘယ်သူအဖြစ်မင်္ဂလာအားလုံးဘယ်သူအဖြစ်ယေရှုအဖြစ်ပြည့်စုံစေလိမ့်မယ်hallelujah မင်္ဂလာအလုံးဘုသူအဖြစ်ပြည့်စုံပါလဲဓမ္မမင်္ဂလာအမျိုးမျိုးဘုသူအဖြစ်ဘုရားခင်ပြင်ဆင်ထားလဲယေရှုအဖြစ်အာမင် hallelujah ယခင်ကကောင်းကြီးမင်္ဂလာဘုသူပေါ်မှာမူတည်လဲတင်းရဲ့လှုပ်ဆောင်မှုပေါ်မှာမူတည်တယ်အခုကဒီ generation မှာဘုသူအဖြစ်လဲထိုသူဤပြည့်စုံခြင်းမှာလဲ come on သင်မရမှာဆိုလို့16ယောဟန်16ထိုလိုက်ဆိုထိုသူဤပြည့်စုံခြင်းမှာလဲယေရှုတပါး၌ထပ်ဆင်၍ယေရှုတပါးကိုငါတို့ရှိသမျှခံရကြပြီဘုသူရဲ့ပြည့်စုံခြင်းကငါတို့ခံစားရတာလဲသူ့ရဲ့ပြည့်စုံခြင်းကသင်ရဲ့ပြည့်စုံခြင်းလို့သင်သဘောပေါက်ရင်အဲ့ဒီယေရှုတရားရပ်မနေဘူးထပ်ဆင့်ယေရှုခံစားရမှာဖြစ်တယ်အဲ့ရှင်ရလာတယ်ထဆင့်ယေရှုတော်လုံလောက်ဖို့ရှာလို့နေမခံနိုင်ပါယေရှုတော်ကပေးမြဲပေးစေပေးနေတယ်Yeah, mane anagatai twa, pero mabukule Jesus do. Sing it. Chasing Jesus do. Chasing Jesus do. Long long po shalo ne makanai ba. Jesus do kapimye. Monday and day and I got time to pero mabukule Jesus do Chasing Jesus do Hey So a chasing Jesus do Low love ocean low me makan naiba Jesus Dog up in there, please,
ဟာလေလုယာထိုသူ၏ပြည့်စုံခြင်းမှန်လေစကြည့်ယေရှုဘာလို့စစ်စစ်ကြည့်ခိုင်းတာလဲမင်းကိုပြည့်စုံစေတဲ့ယေရှုမင်းစစ်စစ်ကြည့်နေသေးရဲ့ Come on ထိုသူ၏ပြည့်စုံခြင်းမှလေဟဲ့ဘာဆိုင်လို့ထိုသူပြည့်စုံတာနဲ့ငါယေရှုခံစားရတာနဲ့ဘာဆိုင်လို့လဲတယောခဏကြီးလေးငယ်လေးတယောခဏကြီးလေးငယ်လေးတယောခဏကြီးလေးငယ်လေးဘယ်ရရှင်ပါဒီအော်ငါသားဘာဖြစ်လို့ယေရှုတော်နဲ့ထပ်ဆင့်တော့ယေရှုတော်ခါတာလဲလို့ရှစ်သားတော်တဲ့မင်းတို့ကဖျားနဲ့ထိုသူတို့ကိုလည်းအောင်ကြပြီအကြောင်းကသင်တို့ပတ်လိုက်လောကပတ်လိုက်ရှိတော်သူသားဒါရွေးကြည့်တော်မူ၏သိမကြလားချစ်သားတော်တဲ့ချစ်သားတော်ဟေးခဏချစ်သားတော်လို့ပြောပါထုမလဲဗျာချစ်သားတော်ယေအဲ့ဒါတင်းနဲ့ဆိုင်ပြားဆိုတာပြီးွားအဲ့ကျမ်းပိုင်ခရီးတော်အလောတင်းနဲ့ရသွားပြီတိမ့်ပိုက်လိုက်ပြီအာမင်ချစ်သားတော်တင်းတို့ဒီဖျားခင်နဲ့ဒါကြောင့်ပေါ့ထိုသူဤပြည့်စုံခြင်းကဘာကြောင့်လဲမင်းနဲ့ဆိုင်တဲ့အတွက်ကြောင့်ဟာလေလုယာထိုသူပြည့်စုံခြင်းမှာလဲယေရှုတပါးနဲ့ထပ်ဆင့်ရဲ့ယေရှုတပါးငါတို့ရှိသမျှခံရကြပြီခရာပါစေတီယာကဘာယေရှုတပါးနဲ့ထပ်ဆင့်လို့ယေရှုကခံစားမဲ့ဖွဲ့တွေဘယ်ဖွဲ့တွေလဲဟာလေလုယာပြောယေရှုတပါးနဲ့ထပ်ဆင့်၍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 ခံရတဲ့ခွင့်ဘယ်သူတွေရရှိပြီလဲ